ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေစာရေးသူနေပဲရေးသားထားတဲ့မောက်ထံပါသူနားပင်ရဈေးဆိုတဲ့ဇာတ်လမ်းလေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးကိုတော့ကျမနဲ့အတူတူလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမကတော့အိမ်မက်တဲ့လူပြီးမနေ့ဘက်တွေအိမ်ရတာနောက်ကျတတ်ပါတယ်။တကယ်တော့ကျမအိမ်မက်နေတာမဟုတ်ပဲကျမဘေးကလူတွေကသာဆော့ဆော့ထားရတာကိုနှစ်ချိုင်နေတာလည်းဖြစ်နိုင်တာပါပဲ။အိမ်ရဘေးကမြင်နေတဲ့ဖုန်းကိုကောက်ကင်လိုက်တော့ရန့်စီရပါမထသေးဘူးလားကိုခန်းရှင်ရောက်နေပြီနိုင်ရိုကြည့်လိုက်တဲ့အချိန်မှာ8နာရီပဲရှိနေသေးတာပါကျမအခန်းတကာတော့ဖွင့်ပေးလိုက်တဲ့အချိန်မှာရန်ကတက်တက်ရဲရဲဝတ်စားထားပြီးအပြင်သွားဖို့ ready ဖြစ်နေပါပြီရန်နိုင်ငံသားမှာကြီးလာတယ်ဆိုတာညာတာမဟုတ်လားရန်ကနားမလည်တဲ့ပုံစံမျိုးနဲ့ကျမကိုကြည့်ပါတယ်8နာရီပဲရှိသေးတာလေမြို့ပြကြီးတွေမှာဒီချိန်ဘဲဆိုင်မှာဘာမှမဖွင့်သေးဘူးဒါပေမဲ့ဘတ်စကားတွေစဆွဲနေပြီလေ။အိုးရန်ကျမနေရနဲ့ခေါင်းနဲ့သာပြေးဆောင်လာခြင်းနဲ့ရန်ဟာဒီလောက်ကလေးဆန်နမန်ကျမတကယ်မသိခဲ့တာပါ။ဒါပေမဲ့ရန်ပုံစံကကျမကိုပြန်ရေးခွင့်ပြုမှာမဟုတ်တဲ့အတွက်ကျမပြင်ဆင်ရပါတယ်။ရန်ဟာအဲကားမှာထိုင်ပြီးကျမပြင်ဆင်သမျှကိုစိတ်ရှည်ရှည်တော့စောင့်နေခဲ့ပါတယ်။ကျမလွတ်သမျှကိုမျက်စိတောက်တောက်လိုက်ကြည့်ပြီးရန်ကစောင့်ပေးနေခဲ့ပါတယ်။ခဏကြာတော့ကျမအေးဝယ်ပြီးထပ်လာချိန်မှာရန်ကပြောတယ်ဘေးမှာအဖြူရောင်မရှိဘူးလားအဖြူရောင်လေးဝတ်ပါလားကျွန်တော်နဲ့အတူတူလေးဟုတ်ပါရဲ့ရန်ဟာအေးအဖြူလေးနဲ့ဘောင်းမီအနက်လေးတွဲဝက်ထားရုံမကရှစ်ဖက်နဲ့အဖြူလေးပါလိုက်ဖက်အောင်စီထားတာသူဟာကြည့်ကောင်းတယ်ဆိုတာထက်ကိုပိုတဲ့ယောက်ျားတစ်ယောက်ပဲကျမလည်းခေါင်းဝင်းဖြူလေးလဲပြီးထက်လာတော့ရန်ကလက်မထောင်ပြီးပြုံးပြတယ်ကျမပြင်စင်တော့တနားရီလောက်ကြာတော့9နာရီခွဲတော့မယ်ကျမစဉ်းစားလိုက်မိတယ်ရန်ဟာတမင်ကိုကျမအလှပြခြင်းအတွက်ပါစောပြီးနှုတ်ပြေးကြတာလားဆိုတာဟုတ်ပေါ့ဒီလိုနဲ့တနေ့လုံးကုန်တဲ့အထိလက်ပန်းချအောင်ရှောက်လည်ခဲ့ကြတယ်ရန်ဟာကျမကိုပိုးနေတဲ့ပုံရတဲ့ကောင်းလေးနဲ့တိတ်တူတာပဲသူနှကန်းတွေဟာတိတ်ဆိတ်နေတဲ့ဆိုရင်တောင်ပေါ့ကျမကြိုက်တဲ့ရေခဲမုံတွေဝယ်လာပေးတာစားအောင်ဆိုင်တွေမှာကျမရေးပေးတဲ့စားအုပ်တွေကိုဖတ်တာကျမကိုကြည့်တဲ့အကြည့်တွေအပြုံးတွေအိုးအဆုံပါပဲရန်ဟာမတင်ထားလောက်အောင်လူများတဲ့နေရာတွေကြိုက်တယ်ကလေးတွေစော့နေတာကိုကြိုက်တယ်ဒါနဲ့ကျမရန်ကိုပြည်သူရင်ပြင်မှာခေါ်သွားခဲ့တယ်သူ့အတွက်မြင်မြင်သမျှအရာအလုံးဟာစမ်းပြနေတယ်လို့ကျမအတွက်လည်းရန်ရှိနေတာကြောင့်အစအအရာရာဟာကဘာတစ်တစ်ခုတည်းကိုရောက်နေတယ်လို့မျိုးပါပဲဒီလိုနဲ့ရက်ရှင်တကောင်လောက်ကြည့်ဖို့ရန်ကပူစာပြန်ရောတကယ်တော့ကျမအေးကြောက်တဲ့သူပေပေရုပ်ရှင်ရုံကိုတိတ်တော်သဘောမကျပါဘူးဒီအကြောင်းကိုရန်ကိုပြောရမှာအာနာစိတ်ကြောင့်ကျမလက်ကြည့်ခဲ့တယ်တနင်္လာလောက်ကြာတော့ကျမနှာစေးတဲ့အတန်ကိုရန်အားကြတော့ဘာလို့လဲလို့မေးတယ်ဘေးကအေးတဲ့နေရာတွေရောက်ရင်ခေါင်းကိုက်တတ်တယ်အဲ့ဒါဆိုအစကတည်းကပြောရောပေါ့အခုထပ်မလားမထပ်ပါနဲ့စကားလေးကကောင်းတယ်လေရန်လည်းသဘောကျတယ်မဟုတ်လားရန်ကသူ့အပေါ်စအင်ဂျင်လေးကိုချွတ်လိုက်ပြီးကျမကိုခြုံပေးလိုက်တယ်နည်းနည်းလေးတော့အေးတက်တာမှာပဲမမရရအဲ့ဒီနေကကျွန်တော်ရုပ်ရှင်မကြည့်ခဲ့ပါဘူးရုပ်ရှင်ဖန်သားပြင်ကိုကြည့်ရင်ပျော်နေတဲ့စိတ်လှရှာနေတဲ့သူမရဲ့မျက်ဝန်းတွေကိုပဲငေးမော်ရင်အဲ့ဒီအချိန်တွေဟာကုံဆုံးလိုက်ဖို့တောင်တိတ်ကိုနှမျောစရာကောင်းလွန်းနေခဲ့တယ်ညနေ4နာရီလောက်ရောက်တော့ပြန်ဖို့ရန်ကပြောတယ်ဒါတောင် 1PS ကိုမြို့တစ်ပတ်ပတ်စီခြင်းသေးတယ်တဲ့အချောင်ဆုံးဖြစ်တဲ့ Airport ကားကိုရွေးလိုက်ပြီးနောက်ဆုံးခုံတန်းလေးတွေစီရန်ကျမလက်ကိုဆွဲပြီးပြေးသွားတယ်တစ်ချိန်လုံးရန်ကုန်မြို့ရဲ့မြင်မြင်သမျှရှေးဟောင်းပုံစံအင်္ဂလိပ်ခေတ်လက်ထက်လောက်ကပုံစံအဆောင်တွေကိုမြင်နိုင်လက်ညှိုးထိုးပြီးအဲ့ဒီအဆောင်အကြောင်းကိုကလေးတယောက်လိုမင်းနေပြန်ရောကျမသိတဲ့အရာတွေဆိုရင်တေချာရှင်းပြတတ်ပေမဲ့ကျမမသိတဲ့အခါမျိုးမှာဆိုရင်တော့ရန်ကိုပြုံးပြရုံပဲတက်နိုင်တယ်အဲ့ဒီကြောင့်ရန်ကရီးပါလေရောရန်ဟာကလေးဆန်တယ်လို့ချွေးနေကျင်တဲ့ပုံမျိုးပောက်ပေမဲ့တကယ်တမ်းပြုံးလိုက်ရင်တော့ရန်ကရှင်းကျက်တဲ့အမျိုးသားတယောက်ပါလားဆိုတာကျမရေးစားမိပါတယ်အခုမှပြန်တွေးမိတယ်ပြင်းရင်လွှာရင်ရန်ဆွဲလိုက်တဲ့ကျမလက်တွေရန်ကြည့်တဲ့အကြည့်တွေကျမတို့ရဲ့နိကပ်ပုံတွေကကျမတို့ဒိတ်လုံနေတာမဟုတ်ရင်ဒါကဘာလဲဒါပေမဲ့ဒိတ်လုံနေတယ်လို့လည်းဟုတ်ပါမလားအချိန်တွေဟာကုန်မမသိကုန်ရင်ခဏကြာတော့ရန်ဟာငိုက်နေပုံရရင်ကျမပခုံးပေါ်ကိုခေါင်းဆက်ကျလာခဲ့တယ်ဒီအချိန်တို့လေးအတွက်မှာကျမတို့နှစ်ယောက်ဟာထင်ထားတာတက်ပို့ပြီးရင်းနှီးခဲ့ပါတယ်အတိတ်တွေကိုပြောရင်အ
အချိန်ကုန်ရတာမျိုးမဟုတ်ပဲလက်ရှိအချိန်တွေဟာအဆအဆအယံရအသည့်အဖြစ်ပြောင်းလဲခြင်းမျိုးနဲ့ရန်ဟာကျမအနာကိုရောင်မန်းမသိအောင်ရလာခဲ့တယ်။ကျမပခုံးပေါ်မှာအိပ်ပျော်နေတဲ့ရန်ကိုကြည့်ရင်အချိန်တွေကိုရက်ထားလို့ရရင်ကောင်းမယ်လို့တွေးမိတဲ့နေ့ရက်တွေကျမစီကိုတဖန်ပြန်ရောက်လာသလိုမျိုးအဲ့ဒီအချိန်တွေကိုပြန်ဆုံးရှုံးလိုက်ရပြီးအမက်တရတွေအဖြစ်အမာရွတ်တွေအဖြစ်ပြောင်းလဲသွားမှာကိုတွေးမိတော့တပြင်းစီကြီးချပြီးကျမမှန်ပြင်ဘက်ကိုငေးမောမိတော့တာပဲအဲ့ဒီချိန်မှာရန်ဟာကျမပခုံးပေါ်မှာမင်းဆက်နေရင်ကသူ့လက်ဖွားတွေကကျမလက်တစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကန်လာတယ်ကျမသူ့ကိုငေးကြည့်နေတာကိုပဲသိခဲ့လို့လားဒါမှမဟုတ်ကျမတပြင်းတံကိုပဲကြားခဲ့လို့လားတော့မသိပေမဲ့အဲ့ဒီနေ့မှာသူကကျမလက်ဖွားတွေကိုနှွေးထွေးစွာဆုပ်ကန်ထားရုံမကကျမနှလုံးသားတွေကိုလည်းနှွေးထွေးစွာထုတ်ပေးခဲ့ပါတယ်ဒီအတိုင်းကျမတို့တိတ်ဆိတ်စွာပဲစကားတွေထပ်မပြောပြကြပေမဲ့ရန်ဟာကျမအနာကိုပို့ပြီးနီးကပ်စွာတွင်ရင်ကျမလက်တွေကိုလည်းသူ့လက်ဖွားတွေနဲ့တင်းကျပ်တဲ့တင်းကျပ်အောင်ဆုပ်ကန်ထားခဲ့ပြန်တယ်ဟိုတယ်ပြန်ရောက်တဲ့အချိန်မှာညနေ6 နာရီလောက်ရှိနေပြီရန်ဟာကျမအခန်းစီကိုပြန်လိုက်ပို့ရင်ဘေး7 နာရီလောက်ကြာရင်ဒင်နာစားဖို့အောက်ကိုဆင်းခဲ့ပါလားဆင်းခဲ့မယ်လေကျမတို့နှစ်ယောက်တည်းရှိနေချိန်အတူတူဒင်နာစားကြတာဟာအရေးကြီးတဲ့ကိစ္စတစ်ခုတော့မဟုတ်ပဲအရင်နေ့တွေကလည်းလုံနေကြပဲမဟုတ်လားကျမအခန်းထဲဝင်ဖို့ပြင်လိုက်ချိန်မှာရန်ထပ်ပြောတယ်ဘေးအလားဆုံးပြင်ခဲ့နော်ကျမရန်ကိုပြန်လှည့်ကြည့်တဲ့အချိန်မှာရန်ကပြုံးပြပါတယ်အမအချစ်ဆိုတာဘဝရဲ့အင်ရှင်ဆန်နေတဲ့ဝင်ရောက်လာတဲ့အခါမှာပိုင်စိုးပိုင်နေတဲ့အချိန်တွေမလိုဘူးတားဆီးနိုင်ဖို့လည်းမဖြစ်နိုင်ဘူးအချစ်ဟာတစထိုးတစောက်ကန်းဆန်နိုင်ပါတယ်ရှင်းချက်မှုတွေဟာအချစ်ကိုမတားဆီးနိုင်တယ်လို့တကယ်လို့အချစ်ကိုတနေရာရာမှာကြားပြောက်ခဲ့မှုတယ်ဆိုရင်တောင်အချစ်ကမတူညီတဲ့ပုံစံမျိုးနဲ့ဘဝထဲကိုတဖန်ပြန်ပြီးခြေစုံချဝင်ရောက်လာမှအသေးချပါပဲခြေချိုးပြီးပြင်ဆင်နေတဲ့အချိန်မှာတကားခောက်တန်ကြလို့ဖွင့်ကြည့်လိုက်တော့ဝန်ထမ်းတယောက်ကရိုင်ယန်ပုတ်ခန်းလိုပါဆိုတဲ့အထုပ်ကလေးတစ်ထုပ်လာပေးတယ်ပို့စကတ်လေးလည်းပါတော့စာကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာဒင်နာစားတဲ့အခါဝတ်ဖို့ dress လေးဖြစ်နေတယ်ရန်ဟာဒီလိုအသေးမွှားလေးတွေကအစားအလေးထားဂယုစိုက်တက်နေပြန်ရောရွှေရောင်ခေါင်းဝင်းရှင်လေးဖြစ်ပြီးတိတ်ကိုလှတယ် evening dress ဆန်လေးဒါပေမဲ့ညစာလေးစားဖို့အရေးဒါတွေအထိလိုလို့လားလို့ကျမတွေးမိတယ်ကျမအတွက်အိမ်တစ်ထဲဝတ်ပေးလိုက်ရတာကအပန်းမကြည့်ပါဘူး7 နာရီထို့တော့ကျမစီကိုဝန်ထမ်းတယောက်လွှတ်ပြီးရန်ခေါ်ခိုင်းလိုက်တယ်သူ့နောက်ကိုလိုက်လာတဲ့အချိန်မှာရေကူးကန်အနားမှာညစာစားဖို့တေချာကိုရန်ကပြင်ဆင်ပေးထားပြီးသူ့ကိုယ်သူလည်းတက်ရဲဆောင်ဝတ်ဆင်ထားခဲ့ပါတယ်ထိုင်မှာကျမထိုင်ဖို့ရထိုင်ကုန်တကုံဆွဲပေးပြီးရန်ထိုင်ဖို့ပြောတယ်အဲ့ဒီခါမှာတော့ရန်ဟာဂျန်တမန်ဆန်ဆန်စွဝတ်စုံကိုဝတ်ဆင်ထားပြီးမနက်ကနဲ့မတူတဲ့အသားအနာပါပဲသူဟာကျမကိုနှွေးထွေးစေပြီးတာမန်ကောင်းလေးတယောက်လိုထင်ရပေမဲ့တကယ်တမ်းတော့ဇင်းချက်တည်ငြိမ်ပြီးစိတ်ဓာတ်မှာကြောတန်မာတဲ့ယောက်ျားတစ်ယောက်ပါဘေးကကျွန်တော်သူ့အတွက်ပြင်ဆင်ထားသမျှကိုတန်အံတော်နဲ့ကြည်နေခဲ့ပါတယ်နားမလည်တဲ့အကြည့်မျိုးနဲ့ဆိုပေမဲ့သူဟာကျွန်တော်အတွက်တည်ကြတဲ့အဖြစ်တစ်ခုဖြစ်နေခဲ့ပြန်တာပါပဲဒါတွေအလုံးကိုရန်လုပ်ထားတာလားဘာလို့လုပ်ထားရလဲဘေးကမျက်လုံးဝိုင်းလေးတွေနဲ့ကျွန်တော်ကိုမေးတယ်ဒါတွေမဟုတ်ပါဘူးထိထပ်ပူပါတယ်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကိုသူတေချာတော့မသိတဲ့ပုံပေါက်ပေမဲ့ငကိုကလေးကအေးဆက်ဆက်အနေထားနဲ့ကောင်းမလေးဖြစ်လို့အတင်းတော့မမေးခဲ့ပါဘူးသူမကတော့သိမှမဟုတ်ဘူးဒီညသူမအရန်လာနေခဲ့တယ်ဆိုတာရဲ့ပြီးတော့မမျော်လင့်ထားတဲ့တစုံတစ်ခုရဲ့ပေါ့ကျွန်တော်တို့ညစာဆက်စားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာမတင်မကျတဲ့ကိစ္စရက်တွေအတွက်လည်းသူ့စီကအဖြေထုတ်ဖို့ရာကြံစည်နေပြန်သေးတယ်ပြီးမေးဖို့ပြင်လိုက်ပေမဲ့ကျွန်တော်နှုတ်ပြားကမေးဖို့ရာတွန့်ဆုတ်နေတယ်ဒါပေမဲ့ဘေးကိုမျက်နှာချင်းဆိုင်လိုက်တဲ့အခါမှာတော့အချို့အရာတွေဟာတိတ်တော်လဲကြောက်လန့်နေဖို့မလိုပါဘူးလို့မသိစိတ်တဲ့ကိုတရားရောက်ကပြောပြလိုက်တယ်လို့ခံစားချက်မျိုးနဲ့ကျွန်တော်တခုမေးစရာရှိလို့မေးလေနောက်ထပ်လူတယောက်ကိုချစ်နိုင်အောင်မလားသူမဟာရည်ပါတယ်တကယ်ကိုကျွန်တော်မမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့အေးစစ်စစ်ပဲဝိုင်းခွက်လေးကိုအနှင်းငယ်လောက်မောတောင်းရင်ကျွန်တော်အမေအတွက်အံ့ဩနေပုံပေါ်တယ်တွေ့ရမယ့်လူကတေချာပေါင်းတွေ့မှာပါပဲဘေးကကျွန်တော်ကိုတီတီငိမ့်ငိမ့်မျက်လုံးတွေနဲ့ပဲကြည့်နေပါတယ်ဒါဆိုကျွန်တော်ကိုလက်ထပ်ခွင့်ပြုပါလားရုတ်တရက်ကြားလိုက်တဲ့စကားအပေါ်မှာဘေးဟာအံ့ဩခြင်းနဲ့အတူတိတ်ဆိတ်သွားခဲ့ပါတယ်ကျွန်တော်ပြင်ဆင်ထားတဲ့လက်စွပ်လေးကို
ဘေးစီကန်တော့ဘေးကအံ့ဩနေတဲ့မျက်ဝန်းတွေနဲ့ကျွန်တော်ကိုကြည့်ပြန်တယ်ကျွန်တော်မနေ့ပြန်ကနေဒါကိုပြန်ရတော့မယ်ကျွန်တော်တို့ဟာအချိန်ဆွဲနေကြလို့တဲ့လူတွေမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အချိန်ဆွဲနေရမယ်အသက်အရွယ်တွေလည်းမဟုတ်တော့ဘူးကျွန်တော်ဘဝမှာလူတွေအများကြီးတွေ့ခဲ့ပြီးပါပြီအချစ်လည်းတွေ့ခဲ့ပြီးပါပြီအချစ်ရဲ့နောက်ဆုံးကိတ်ဟာလက်ထက်လိုခြင်းတဘွားစာအတူတူပေါင်းသင်းလိုခြင်းလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့လူတွေတော်တော်များများကိုချစ်နိုင်လိမ့်မယ်ဒါပေမဲ့တဘွားလုံးအတွက်အတူတူရှိနိုင်မယ်ရှိနေခြင်းတဲ့လူတော့ရှားလိမ့်မယ်အဲ့လိုကျွန်တော်တွေ့ခဲ့ပြီကိုယ့်ရဲ့တေချာတဲ့ဆုံးဖြတ်ချက်တွေအလုံးအတွက်တခုတည်းသောအရာဘေးပါပဲငင်းဆန်တာဖြစ်ဖြစ်လက်ခံတာဖြစ်ဖြစ်တခုခုလုံးလို့ရပါတယ်ကျွန်တော်နှစ်ပတ်လောက်နေရင်မန္တလေးပြန်လာခဲ့မယ်ကနေဒါရုံးချုပ်ကနေလိုအပ်တဲ့ညှိနှိုင်းမှုတွေအကုန်လုပ်ပြီးနောက်ဆုံးသဘောတူညီချက်ချတော့မှာအဲ့ဒါတွေက2 လလောက်တော့ဒီဘက်မှာပြန်လို့ရလိမ့်မယ်ပြီးတော့ကျွန်တော်ကနေဒါကိုပြန်ရလိမ့်မယ်ပြီတကယ်လို့ဘေးလက်ခံမဲဆိုရင်ကျွန်တော်နဲ့အတူတူတခါလေးလက်ခံဖို့ခေါ်ချင်တယ်တကယ်လို့လက်ထပ်ဖို့အခုကအဆင်မပြေသေးရင်တော့ဟိုမှာကျွန်တော်နဲ့အလုပ်တွေလည်းအရင်အတူတူလုပ်လို့ရပါတယ်အခုမဖြေပါနဲ့နောက်မှဖြေပါတေချာစဉ်းစားပြီးမှဖြေပေးပါအချစ်ဆိုတာဘာလဲယံဖြောက်တော့နေတဲ့လေးတန်းနဲ့ဘေးကကျွန်တော်ကိုမေးတယ်ကြာခေါင်းခါပြတယ်တကယ်တော့ကျမအချစ်ကိုကြောက်ပါတယ်အချစ်လို့ပြောရင်တကြောင်ကြောင်ပြေးဖို့ခြင်းနဲ့စိတ်ခံစားချက်အမောင်တွေကရှိနေတော့မယ်တကယ်လို့တရားရောက်ကအချစ်အကြောင်းပြောခဲ့ရင်ကျမယုံကြည်ရဲမှာမဟုတ်ဘူးတစ်ချိန်ချိန်မှာပြက်ပြဲသွားမှာတစ်ချိန်ချိန်မှာပျက်စီးသွားမှာလို့ထင်နေတော့မယ်ဒါပေမဲ့ရန်အခုပြောနေတာကအချစ်အကြောင်းမဟုတ်ပဲဘဝအကြောင်းဖြစ်နေပါလားအဲ့နေကရန်အဲ့ဒီအကြောင်းတွေထပ်မပြောတော့ပါဘူးမိဘတွေဖောက်ပြတယ်ဒီတစ်ခေါက်ပြန်လာရင်တောင်တစ်ခုခုစီအတူတူသွားတက်ရအောင်ဆိုပြီးပြောပါတယ်ဒီလိုနဲ့ကျမနဲ့ရန်နဲ့နောက်တစ်နေ့မှာရန်ကပြန်သွားပြီးကျမကတော့မန္တလေးကိုပြန်ရင်လေစိတ်မှာပဲနှုတ်ဆက်ခဲ့ကြတယ်ကျမအတွက်စဉ်းစားဖို့ရအချိန်တွေလိုတယ်ဆိုတာထက်စမ်းစစ်ဖို့ရအချိန်လိုအပ်ခြင်းကိုပြောရင်ပိုပြီးမှန်ကန်မယ်လို့ထင်ပါတယ်မန္တလေးကိုရောက်တော့နားရက်နေရတာနဲ့ကျမတငယ်ချင်းတွေနဲ့ပြတ်တွေ့ပြစ်တယ်ရန်အကြောင်းလဲပြောပြပြတဲ့အခါသူတို့ကတော့အခုမှစားသိတဲ့လို့ဆိုတော့ဘာမှတော့မပြောခဲ့ပါဘူးဒါပေမဲ့ကျမရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်လိမ့်မယ်လို့ကျမတငယ်ချင်းတွေကယုံကြည်ပေးခဲ့ပါတယ်နင်းစဉ်းစားပေါ့ဒါပေမဲ့လည်းသူရောနေရောအရေရောက်ပြီးသားရှင်းချက်ပြီးသားအဆအဆအရာအသင့်ဖြစ်နေပြီးသားလူတွေပဲလက်ထပ်တယ်ဆိုတာကလေးကစားစရာမှမဟုတ်တာအချိန်ယူပြီးစဉ်းစားပေါ့ဒါပေမဲ့ကိုရရန်လူတယောက်အနေနဲ့တော့နင်းကိုတော်ရုံအနေထားမျိုးနဲ့စိတ်အခြေအနေမျိုးနဲ့တော့ပြီးစလဲပြောမှာတော့မဟုတ်ပါဘူး။ရှာထင်ထားတာတဲ့အများကြီးကောင်းတဲ့လူတယောက်ပါ။ဒါပေမဲ့ငါ့ဘဝလေးကိုတာမန်အနေထားတွေကနေခွဲထွက်ပြီးအတွေ့အကြုံသစ်တွေမယူချင်သေးတာအမှန်ပဲ။နင်ပြောချင်တာထက်ချစ်တာကိုပြောတာလားပြီ။သူတို့ပြောစကားကြားမှာကျမရည်ကျင်သွားတယ်။တကယ်ဆိုရန်ချစ်တယ်ဆိုတဲ့အဆင့်ကိုကျမကိုကြော်လန့်အောင်ခေါ်လိုက်တာပဲ။ကျမမဖြေရတဲ့လမ်းကိုတခြားလမ်းတစ်ခုစီကလွှဲပြီးအထက်ကဖြစ်တဲ့ပန်းတိုင်းကိုရောက်အောင်ခေါ်ဆွဲခဲ့တာငါတို့ကအချစ်ကြောင်ထပ်ပြောနေရမယ်ဆက်ဆံရေးထပ်ပိုးတယ်နင်းစဉ်းစားပေါ့နင်းဆုံးဖြတ်ချက်ကမှန်ကန်မှလို့ငါတို့ယုံတယ်တခုခုဖြစ်ရင်နေနားမှာငါတို့ရှိတယ်ဒါနဲ့သူတို့တွေဟာဆက်မပြောဘဲတိတ်ဆိတ်သွားကြတယ်မူပိုင်နဲ့တွေ့ကြသေးလားတစ်ခေါက်တော့တွေ့ပေမဲ့တေချာတော့မတွေ့ဖြစ်ပါဘူးငါလည်းဒီရောက်ကြတဲ့အလုပ်တွေနဲ့ရန်ကုန်လည်းလိုက်သွားရသေးတော့အချိန်မရတာနဲ့ဘာပဲဖြစ်ဖြစ်တေချာစဉ်းစားပေါ့ရှုပ်ရှုပ်ထွေးထွေးစသိမ်းသွားတာမျိုးတော့မဖြစ်စေချင်ဘူးလေကိုချစ်တဲ့လူတယောက်ကိုကိုယ်တိုင်ကဆွလွတ်လိုက်ရတဲ့ခံစားချက်ကတော့ငါတပွားလုံးရှိနေမှာပါပဲလူတွေကဘယ်တော့မှမပြောင်းလဲဘူးနော်အဲ့လိုပြောတော့ရည်မိတယ်ဟုတ်ပါကြားပြောင်သွားတဲ့နှလုံးသားတစ်စုံကိုဘယ်မှပြန်ဆရှာမရပါဘူးတချို့အရာတွေအတွက်တောင်းပန်ပြီးတချို့အရာတွေအတွက်မျက်ရည်ကန်ထိုးလို့ဘာကြောင့်များဝိမဲ့လန်ကိုရွေးချယ်ခြင်းရတာလဲလို့မေးချင်ပေမဲ့ပြန်တွေ့တိုင်းသူလည်းစိတ်ဖြောင့်စွာရှင်တန်ရမှာပေါ်ဆိုတဲ့စိတ်တစ်ခုကြောင့်အနှစ်အလားပြောပြကြခဲ့တဲ့စကားတွေအစဝစ်ကြည်တန်းကြီးအပြုံးလေးနဲ့ပဲလဲလှယ်လိုက်ရပါတယ်။မောင်နဲ့တစ်ခေါက်တော့ပြန်ဆိုအောင်ပါလို့ကျမစိတ်ထဲမှာတည်နေတယ်။ဒါပေမဲ့ကျမရဲ့စိတ်ထဲမှာဗလာခင်းချင်းပြန့်နေတယ်လို့ပဲခံစားချက်တွေဟာရှုပ်ထွေးနေတာမှရှင်းလို့ရအောင်မယ်။ဒါပေမဲ့ဗလာဖြစ်နေရင်တော့လေတိတ်ခက်ပြန်တာပဲ။တကယ်တော့လေလူတိုင်းဟာပြစ်ချက်တွေနဲ့ပါကိုယ်တိုင်လည်းအမားတွေကင်းပါတယ်လို့အပြည့်အဝမခံစားရတယ်လို့ဝေးခဲ့တဲ့အကြောင်းတွေပြန်တွေ့ရင်ရည်ရရမရှိပေမဲ့ပြန်လည်းမနှီးကျင်တော့ဘူးဒီတစ်ချက်ကြောင့်ပဲ
အချစ်ကိုချစ်တယ်လို့ထပ်မပြောတော့ဘူးအချိန်တွေဟာအချစ်တွေကိုမင်းမင်စေနိုင်ပါသလားပြည့်ရမှာအတူတူခီးတို့လေးတွေစုသွားဖို့ထက်ဆန်ကဖုံးဆက်ပါတယ်ကျမလည်းစိတ်ထက်ပေါက်လေးတစ်ခုရှာရင်လိုက်သွားမယ်လို့ပြောခဲ့တယ်နောက်ချိုဘက်ကတိမ်ပင်လေးစီကိုအလဲသွားကြဖို့ကျမကိုတိုင်ပင်ခဲ့ကြတယ်တောက်ကြနေညနေကြတော့ထက်ဆန်နဲ့တင်းဆက်တို့ကကျမရဲ့ရှိကိုကားနဲ့လာခေါ်ပါတယ်တခြားတငယ်ချင်းတွေလည်းပါတယ်ကျမတို့စုစုပေါင်း၄ယောက်လောက်ရှိမယ်ကျမအထုပ်တွေကားပေါ်တင်ပြီးနောက်ကားတစ်ခေါက်ဖွင့်ချလိုက်တဲ့အချိန်မှာကျမမောင်ကိုအံ့ဩဖွယ်တွေ့လိုက်ရတာပါပဲထက်ဆန်နဲ့တင်းဆက်ကိုကြည့်လိုက်တဲ့အချိန်မှာနှစ်ယောက်စလုံးကကိုယ့်ပြစ်ကိုတီးတဲ့ပုံစံမျိုးနဲ့မျက်စိမျက်နှာပြတ်သွားကြတယ်ဒါပေမဲ့အဲ့ဒီနေရာကနေကျမလှည့်ပြန်ဖို့ကလည်းမဖြစ်နိုင်ပြန်ဘူးဘေးလိုက်ခဲ့ပါမိုဘိုင်းနဲ့နေလဲစကားပြောတဲ့နေမဟုတ်လားငါတို့တခြားလူတွေလည်းပတ်ခေါ်အောင်ပါပျော်စရာကြီးနေမှာပါလိုက်ခဲ့ပါနော်တင်းဆက်ကပြောနေတော့လဲကျမမငင်းနိုင်ပါဘူးတကယ်တော့လဲဘေးလူတွေကြောင့်ပဲနှလုံးသားကရှင်သန်နိုင်တယ်လို့ဘေးလူတွေကြောင့်လဲအသေးကွဲစေနိုင်ပါတယ်ဒါပေမဲ့ကျမတို့ကတငယ်ချင်းတွေပါပဲမောင်ကလည်းဒီအုပ်စုတွေကကျမတို့တငယ်ချင်းပါပဲကျမလည်းပြင်မှာတော့ရန်ပေးထားတဲ့မဖလာလေးကနေရာယူနေခဲ့ပါတယ်ကျမရန်ကိုရုတ်တရက်တတိယမိသွားတယ်မောင်ဘေးမှာထိုင်နေရပေမဲ့မောင်ကိုကျမမျက်နှာလွှဲထားမိတယ်တကယ်တော့ခံစားချက်တွေအချစ်တွေအားလုံးဟာအေးဆက်နေခဲ့ပြီးမောင်ကကျမကိုငေးကြည့်နေခဲ့ပုံပါပဲခဏကြာတော့တငယ်ချင်းတွေကားပေါ်ထပ်ရောက်လာတော့အားလုံးဟာရင်းနှီးနေပြီးသားပေမဲ့မောင်ပါနေတာဟာကျမအတွက်စိတ်သက်သာရာမရှိလာပါဘူးဘာလို့ဒီလိုလုပ်တာလဲသူ့ဘက်ကစာပြောခဲ့တဲ့ပထမဆုံးစကားကဒီလိုစကားဖြစ်တဲ့အတွက်ဝမ်းနည်းစရာကောင်းလွန်းနေတာတော့အမှန်ပဲအတူတူအချင်းကြကြမရှိရတာကြောက်ရင်မဟုတ်လားမဟုတ်ဘူးတကယ်ဆိုအတူတူကိုမရှိသင့်တော့ဘူးတဖြည်းဖြည်းအေးဆက်လာတဲ့မျက်ဝန်းတွေကြားတစ်ချိန်ကချက်ချင်းမြစ်တာကိုအစအနတောင်ရှာမတွေ့တော့ဘူးမောင်ဒီလိုမလုပ်သင့်ဘူးတခြားလူတွေနေရခတ်မှာပေါ့ငါတို့နေရမခတ်ပါဘူးဘေးတငယ်ချင်းတွေကဝင်ပြောပြန်တော့လဲကျမသာမျက်နှာပြက်ခင်းရတာပေါ့ကျမဘာမှဆက်မပြောပဲကားပြင်ကိုသာငင်းနေခဲ့တယ်တိတ်မဝေးလာတဲ့ခရီးမို့နောက်ချို့ကိုညာစောပိုင်းလောက်ရောက်ခဲ့တယ်ရောက်ရချင်းတန်လေးတွေထိုးပြီးအေးတဲ့ကာလမို့ကော်ဖီပြောတောက်ကြရင်နေအောင်နဲ့ထွက်လာရင်တင်ပင်လည်းမြင်ရမယ့်အချိန်ကိုမအိပ်ဖဲအုပ်စုပွင့်စကားပြောကြရင်စောင့်ဆိုင်ခဲ့ကြတယ်ကျမလည်းတငယ်ချင်းတွေကိုဒီကိစ္စနဲ့ပတ်သက်ပြီးအပြစ်ဖွင့်မနေတော့ပါဘူးတကယ်တော့မောင်ဟာကျမတို့တငယ်ချင်းတအုပ်လုံးနဲ့လည်းရင်းနှီးနေသူဖြစ်တော့သူ့အတွက်ကျမနဲ့စိတ်နေခဲ့တဲ့အတိုင်းတိတ်တော်လည်းအခက်တွေ့ဖို့မရပါဘူးဒီခရီးကိုလိုက်ခဲ့ခြင်းကစိတ်ရေးချမ်းအောင်ထားပြီးရံပြောခဲ့တဲ့ကိစ္စရပ်ကိုစဉ်းစားဖို့ဖြစ်ပေမဲ့မောင်နဲ့မှတက်တက်တိုးရတယ်ကျမတစ်ဖက်ကိုလက်ထွက်လာရင်တယောက်တည်းခဏနေဖို့စဉ်းစားနေချိန်မောင်ကကျမအနောက်ကိုရောက်လာခဲ့ပါတယ်တစ်ခေါက်တော့ရင်ဆိုင်ဖြစ်ရှင်းရမယ့်ပုံစံပါပဲထပ်ပြေနေလို့လဲအချင်းဟာတဆစ်စစ်ကြိုက်ခဲ့တဲ့ဒဏ်ရာတစ်ခုလိုမျိုးအမြင့်ပြတ်ကုမထားခဲ့တယ်လို့ကြီးထွားလာဖို့ပဲရှိတယ်မောင်ဟာအရှင်လိုပါပဲနားမလည်နိုင်စရာကောင်းတဲ့ညဝင်းဆူရှက်ရှာလေးတွေရှိနေတော့မယ်မောင်ကိုမြင်နေရတာဟာကျမတိတ်ကိုချစ်ခဲ့တဲ့အချစ်တစ်ခုကိုမြင်နေရတာနဲ့တိတ်တူတာပဲမောင်နှခမ်းတွေမောင်လက်ဖြားတွေဟာကျမအတွက်အချစ်ရဲ့အသင်ချေတွေပဲမောင်ဟာကျမအတွက်ချစ်သူတယောက်ဆိုတဲ့ဖြစ်တည်မှုထက်ပိုတယ်ဆယ်စုနှစ်နှစ်ခုနှစ်ပါအရင်တကြီးကြီးကြည်လာခဲ့ရတဲ့ဖြစ်တည်မှုတစ်ခုဘဝထဲမှာအစိပ်အပိုင်းအမြဲတည်ရှိနေတဲ့ဖြစ်တည်မှုတစ်ခုမောင်စီမှာကျမရဲ့ငယ်ရွယ်မှုတွေရှိတယ်ကျမမောင်ကိုမေ့ချင်ရင်ကျမဘဝတစ်ခုလုံးကိုမေ့ပြစ်မှရမယ်မောင်ဒီကိုလာဖို့စီစဉ်တာမောင်မှာအကြောင်းတစ်ခုခုရှိတယ်မဟုတ်လားပြောပါဒီလိုပြောတော့မောင်ကရည်တယ်ကျမအနာကိုတိုးလာပြီးကွန်ကာနီကျမကော်ဖီကိုသူ့ခွက်ထဲကထက်ထည့်ပေးတယ်အစဉ်အတိုင်းမှာပဲမောင်ဟာမပြောင်းလဲပါဘူးဒါဆိုကျမကိုနာကျင်စေဖို့လဲသူ့ဝင်လေးမှမဟုတ်ဘူးမောင်ကသာမကြိုက်တော့တာကော်ဖီတွေတော့ကြိုက်တော့မဲနော်မောင်ဟာတိတ်ကိုကျမအကြောင်းသိလွန်းတယ်မောင်အပေါ်မချစ်တော့တာမောင်သိနေပါတယ်အများကြီးချင်းချက်ပြီးကောင်းကောင်းမွန်မွန်ကြည်ပြင်းလာတာပဲအဲ့ဒီစကားတွေပြောလိုက်တဲ့အချိန်မှာဘေးကတင်းငင်အေးဆေးစွာပြုံးပြပါတယ်ကျွန်တော်ကိုဘယ်တော့မှမချစ်ခဲ့ဘူးတဲ့သစိမ်းဆန်ဆန်တာဝန်ဝတ္တရားဆန်ဆန်အပြုံးမျိုးနဲ့မောင်တို့ပြန်စင်မပြေနိုင်တော့ဘူးလားအဲ့ဒီစကားကိုပြောချိန်မှာဘေးကရည်တယ်မောင်ကဘာမှမပြောင်းလဲသေးဘူးနော်ဒါပြင်ရုပ်တည်မရှိတာတွေပါပြောတတ်လာတာပဲဘေးကနှွေးထွေးလုံခြုံစွာဝစ်ဆင်ထားခဲ့တာပဲအရင်ကဆိုချမ်းရည်လွန်းတဲ့ရာသီမှာတောင်
အနှွေးတဲ့အပေါ်တလေးပပလေးသာဝတ်တက်ပြီးဖျားနာတန်လွင်လို့တိတ်ကိုဂရုစိုက်ခင်ရတဲ့ကောင်မလေးအဖြစ်မဟုတ်တော့ပဲကိုဂရုစိုက်တတ်တဲ့အမျိုးသမီးလေးဖြစ်လာခဲ့ပြီးသူမဟာကျွန်တော်ကိုဘဝမှာမလိုတော့ပါဘူးစိတ်ရဲ့အမှန်မှာဒီစကားကိုလွယ်လွယ်ပြောတာမဟုတ်ပါဘူးလွယ်လွယ်ပြောတာမဟုတ်ရင်ပိုတောင်ရုပ်သိမ်းတင်နေတာပေါ့ဘာကိုပြန်ဆချင်တာလဲမောင်ရဲ့အနာတွေကိုအစကပြန်ဆချင်တယ်လို့ပြောတာလားဒါမှမဟုတ်ဘယ်ရာတွေကိုဖြိုဖျက်ချင်သေးလို့လဲကျမတို့ကြမှာပျက်စီးသွားတာအချစ်တခုလည်းမဟုတ်ဘူးအဆအအရာရာအားလုံးပဲအနည်းဆုံးတော့မောင်ကကျမကိုအမိုက်တစလို့ဆွန့်ပစ်ခဲ့ပြီးနောက်မှတောင်အိမ်တော်တစ်ခုတည်ထောင်ဖို့နောက်လူတယောက်ကိုလင်းလင်းမြက်မြက်ထက်ချင်လိုက်နိုင်သေးတာပဲကျမမောင်ကိုမြင်မြန်ဆန်ဆန်ပဲကြောက်ခိုင်းထွက်ခဲ့ပါတယ်မောင်ကကျမလက်မောင်းကိုဖမ်းဆင်းလိုက်ချိန်ပြေးကျသွားတဲ့မဖလာကိုမောင်ကကောက်ယူပေးတဲ့အချိန်မဖလာပေါ်မှာရန်ထွင်ထားတဲ့ရိုင်ယန်ဆိုတဲ့အမတ်သားကိုမောင်ကမြင်သွားခဲ့တယ်ကျမချက်ချင်းမောင်လက်ထဲကပြန်လွတ်ယူခဲ့ပြီးမဲ့မောင်ကမြင်သွားပါတယ်မောင်ကပြုံးပါတယ်ကြားရတဲ့တဲ့တွေကအမှန်ပဲမောင်ဘာတွေကြားလဲမသိပေမဲ့အမှန်မဟုတ်ခဲ့ရင်တောင်ဖြည့်ရှင်းစရာလဲကျမမှမရှိခဲ့ပါဘူးငါမှမင်းကလွှဲရင်ဘယ်သူမှမရှိခဲ့ပါဘူးအရင်တော့ကလည်းမရှိခဲ့တယ်လို့အခုလည်းမရှိပါဘူးရှိခဲ့တယ်ဆိုမင်းသိခဲ့တယ်ဆိုရင်လည်းအဲ့ဒါဟာအထင်မှားမှုတစ်ခုသာဖြစ်လိမ့်မယ်မောင်အချိန်နေလွန်သွားရင်လေအချစ်တွေကလည်းဘာမှလုပ်လို့မရတော့ဘူးမောင်ဟာမျက်ရည်တွေအနေငယ်တန်ရင်ပြောတယ်တကယ်တော့လွဲမှားမှုတစ်ခုမှန်ခဲ့တယ်ဆိုရင်တောင်အဲ့ဒီအရာကအရေးမကြီးတော့ပါဘူးဘာလို့လဲဆိုရင်လွဲမှားမှုဆိုရင်တောင်နာကျင်ခံစားခဲ့ရခြင်းတွေကတော့စစ်မှန်စွာခံစားခဲ့ရလို့ပါအဲ့ဒီစကားအခြေတင်တွေကနေညနေဆောင်လာတဲ့အထိမောင်နဲ့ကျမကတော့ဘာစကားမှမပြောပြကြပါဘူးဒါပေမဲ့ကျမတို့ဒီလိုဖြစ်နေတာကတငယ်ချင်းတွေကိုပါပုံနေရခက်စေတော့ကျမကပဲတက်တက်လုံးစချော်လာတာကအကျင့်ကပါနေတော့လေမောင်လက်ထက်ပွဲကဘလို့ဖြစ်သွားတာလဲအဆင်ပြေမလားလို့စီစဉ်ခဲ့တာပဲအဆင်မပြေတော့လေချက်တက်လိုက်တာပေါ့အဲ့ဒီစကားကိုကြားတော့ကျမရှိမိတယ်ဘဝကိုခပ်ပေါ့ပေါ့ဖျက်ဆီးနေတာပဲမောင်ရဲ့မောင်ကအေးဆက်တဲ့မျက်လုံးတွေနဲ့ကျမကိုလှည့်ကြည့်တယ်ကျမမောင်ကိုအံ့ဩစွာပဲစကြည့်နေမိတယ်ကျမတို့ဟာပို့ပြီးဝေးကွာလာကြတာကိုခံစားမိတယ်အချစ်ဆိုတာဘာလဲဆိုတာထက်ကိုယ်တိုင်ကအချစ်ကိုဘယ်လိုခံယူလဲဆိုတာကပိုအရေးကြီးပါတယ်ကျမအတွက်အချစ်ဆိုတာလေးစားမှုတန်ဖိုးထားမှုဖေးမမှုနားလည်ပေးမှုတွေပဲဒါတွေသာမရှိရင်ဘလောက်ချစ်တဲ့လူဖြစ်နေပါစေကျမအဲ့ဒီတစုံတစ်ယောက်ကိုစွန့်ပစ်ခဲ့ဖို့လဲဝင်မလေးဘူးအဲ့ဒီညကတညာလုံးကျမတို့စားတောင်ရင်မိဘမွဲတေးသေးလေးလှုပ်ဖြစ်တယ်စကားတွေဝိုင်းဖွဲ့ပြောပြတယ်စားရင်အောင်ရင်အဖွဲထဲမှာဘသူအဆွင်အရင်ထုတ်မလဲဆိုတဲ့အလှည့်ရောက်တော့ယောက်ျားလေးတငယ်ချင်းတယောက်ကဘေးပေါ်ဆိုတဲ့စကားကိုမောင်ကြတော့မောင်ကကျမကိုအံ့ဩစွာကြည့်တယ်ကျမသိပေမဲ့မသိချင်အောင်ဆောင်ခဲ့တယ်ဒါပေမဲ့မရပါဘူးမောင်ကကျမလက်ကိုဆွဲပြီးစားတောင်ဝိုင်းတွေကထွက်လာခဲ့တယ်ခက်လန့်လန့်ရောက်တော့မောင်ကပြောတယ်လူတွေဟာတကယ်မပြောင်းလဲကြဘူးပဲမောင်နဲ့ကျမအခြေတွင်နေဖြစ်မနေကြဘူးအကြားလုံးကပြီးသွားပြီလေမောင်ရဲ့ဘာလို့များအဟောင်းတွေကိုအသိဖြစ်ချင်ရတာလဲတကယ်ဆိုရင်အစကတည်းကလည်းမောင်မကျမစကားကိုထင်ရင်ဆက်မပြောခဲ့ပါဘူးမောင်ကရှိပါလေရောပြီးတော့ကျမကိုပြောတယ်မောင်မအစကတည်းကရောအခုရောတပွားလုံးစာအတွက်စိတ်ကူးတွေမရှိဘူးလို့ပြောချင်တယ်မဟုတ်လားကျမမျက်နှာတွေလည်းမောင်ကကျမမျက်နှာကိုရအောင်မျက်နှာချင်းဆိုင်ပါတယ်မောင်ကျမကိုရုပ်ချီအဆက်အသွယ်ဖြတ်လိုက်တာရောအမိုက်တစလို့ဆွပြစ်ခဲ့တာရောမောင်ဘယ်လိုပြောမလဲမောင်ဟာတိတ်ဆိတ်နေခဲ့ပြီးခဏကြာမှမောင်မအဲ့ဒီကာလာကအဆင်မပြေတာတွေညားနေလို့ပါပြီးတော့အယိုးသားဆုံးပြောရရင်မောင်မမိသားစုတစ်စုံတည်ထောင်ဖို့အထိလဲယုံကြည်ချက်မရှိသေးဘူးဘဝအာမခံချက်မရှိတဲ့ကို့ဘဝမှာဘေးကိုမနစ်မြို့စေချင်မှာမို့ဘေးကမျက်ရည်တွေကြားတဲ့ရီပါလေရောမောင်ကတိတ်အပ်တာကြီးတာပဲအဆင်ပြေတာတွေကိုပဲပေးသိကျင်ပြီးအဆင်မပြေတာတွေကိုကြိတ်ပြေရှင်းနေတာမျိုးကလည်းအတ္တကြီးချင်းတစ်မျိုးပဲမောင်ရဲ့မောင်ကကောင်းတဲ့ဘက်ကိုပဲဘေးကိုပေးသိကျင်နေတယ်ဆိုတဲ့ကမောင်ဟာမောင်ဘွားတွေကိုဘယ်သူ့ကိုမှမခေါ်နိုင်တာမခေါ်ချင်တာပဲကျမကအဲ့လိုပြောပြီးပြေးထွက်သွားဖို့လုပ်တော့မောင်ကကျမကိုနောက်ကတိုင်းဖက်ထားတယ်အဆင်ပြေတာတွေကိုပဲပေးသိကျင်ပြီးအဆင်မပြေတဲ့အချိန်မှာအနားမှာထားချင်တာဟာမောင်အတ္တာဆိုမောင်ဟာအတ္တကြီးတဲ့လူတစ်ယောက်ပါဒါပေမဲ့ဘ
ဘေးသိပါတယ်မောင်တို့ကမဖြစ်နိုင်ဘူးဆိုတာကိုဘေးလက်ထက်ချင်တာဟာမောင်မဟုတ်ဘူးဆိုတာကိုမောင်ရဲ့အဲ့ဒီစကားကကျမရဲ့ရှင်ကိုခွဲသိအောင်ဖြစ်ပေမဲ့မှန်တယ်မောင်ကိုကျမကနားလည်ဆုံးလို့ထင်ရပေမဲ့မောင်ကလည်းကျမကိုနားလည်ဆုံးလို့ပါပဲကျမမောင်ကိုပြောဘူးတာကိုတတိရတယ်ကျမကိုရွေးချယ်ပြီးကျမဘဝကိုစိတ်ပန်းဆိုင်ရာကာကွယ်ဆောက်ရှောက်မှုပေးနိုင်တဲ့ယောက်ျားမျိုးကိုသာလက်ထက်ချင်ကြောင်းဒါဟာမောင်မဖြစ်နိုင်မောင်နဲ့ကျမနဲ့ကကွက်လက်တွေသာဖြစ်တယ်အချင်းချင်းဖြည့်လို့မပြေနိုင်မောင်ကကျမကိုဒီလိုဖြစ်စည်းမှုမျိုးပေးနိုင်မယ်လို့ထင်ခဲ့တယ်မောင်ကသူကျမကိုစိတ်ပန်းဆိုင်ရာအရာကာကွယ်မှုအပြည့်အဝမပေးနိုင်ကြောင်းသိလာတဲ့အခါကျမဘဝတွေကနေကျမကိုအတိမပေးပဲထွက်ခွာတားရခြင်းပါလားပြောလိုက်ပါဘေးမောင်ဟာဘေးအတွက်လက်တွဲပေါ်ကောင်မဖြစ်နိုင်ဘူးလို့မောင်နဲ့ဆိုရင်ဘေးကပဲအမြဲဖြစ်စည်းနေရတာချစ်ပေးရတာလို့ဘေးကိုယ်တိုင်ကလိုနေတာလဲပေးနိုင်မဲ့လို့ပါဒါပေမဲ့မောင်နဲ့ဆိုအမြဲတမ်းဘေးကပေးနေရတဲ့ဘက်ကပဲမေတ္တာအချစ်နှွေးထွေးမှုအစုံပဲပြောလိုက်ပါဘေးမောင်ကဘေးဘဝအတွက်တော့မသိတော့ဘူးလို့မောင်တိုင်းပတ်ထားတဲ့မောင်စီကရုံးထက်ရင်မျက်နှာချင်းဆိုင်ကမောင်နဲ့ကျမကြောင့်မှအချစ်ကလွှဲရင်ဘာရှိလဲမောင်ရဲ့ပန်းရှင်အုပ်ကိုလက်ညှိုးငေါငေါထွင်ရင်ပြောတော့မောင်ကမျက်ရည်တွေစီးကြလာတယ်မရှိပါဘူးအချစ်ပဲရှိတယ်အချစ်တောင်ဆက်ဆက်လက်လက်နဲ့မယူရဲဆန်ကြတဲ့အချစ်မျိုးငုံနေရဲနဲ့ကိုမောင်ကကျမကိုကြည့်ရင်ခနဲ့တက်တက်ပြုံးပြနေသေးတာဘဝတစ်ခုအတူတူတည်ထောင်နေဆိုတာအပြန်အလှန်လေးစားမှုယုံကြည်မှုဖေးမမှုတွေရှိရမယ်ဒါပေမဲ့ကျမတို့ကြောင့်မှတယောက်ကိုတယောက်ချစ်နေတယ်ဆိုတာလွှဲရင်ဘာမှမရှိဘူးရန်ဖြစ်ရင်ဘသူမှစမလျှော့ဘူးမောင်အမြဲရွေးတိုက်တယ်အမြဲတမ်းမောင်ကျမကိုအနိုင်လိုချင်တယ်မောင်အမြဲတမ်းရန်လိုတယ်မောင်ကအမြဲတမ်းကျမဘက်ကလှမ်းလာမှာကိုပဲစောင့်တယ်ကျမဘက်ကအမြဲစခွင့်ရတယ်ကျမဖြစ်ရှင်တဲ့မိသားစုဘဝတစ်ခုကိုမောင်တိဆောက်ဖို့စိတ်ကူးမရှိဘူးမောင်ဟာမောင်စိတ်တရားတွေကိုပဲရှေ့တန်းတင်နေတာပဲဘယ်တော့မှကျမကိုအရှုံးမပေးခဲ့ဘူးတခါလေးတောင်မှကျမစကားမဆုံးကမှမောင်ဟာသူ့ရင်ခွင်နဲ့ကျမကိုဆွဲပွေဖက်လိုက်ပြီးမောင်မင်းကိုဘယ်တော့မှလည်းအနိုင်မယူခဲ့ပါဘူးဒီစကားတစ်ခွန်းကတော့ပြန်သုံးသက်ကြည့်တော့လဲညင်ရခတ်တာဟုတ်ပါတယ်မောင်သာကျမကိုဘယ်တော့မှအနိုင်မယူခဲ့ပါဘူးဒါပေမဲ့အလျှော်လည်းမပေးခဲ့ပါဘူးမောင်နဲ့လမ်းခွဲဖြစ်တဲ့နှစ်တွေမှာကျမပိုသိလာတယ်မောင်ဟာကျမအသွေးထဲမှာစိုက်နေတဲ့အစိတ်အတစ်ချောင်းလိုပဲဘာကြောင့်စဉ်းစားမောင်ဆိုတာပါလာပြီးဘာလို့လို့မောင်ကအမြဲဆုံးမိုးနေခဲ့တယ်မောင်ကကျမဘဝပေါ်လွှမ်းမိုးမှုကြီးမားလာပါတယ်ကျမတို့ကကိုယ်ရမ်းနှစ်သက်သဘောကျရတဲ့လူတွေနဲ့မတွဲတင်ဘူးဆိုတဲ့တငယ်ချင်းတယောက်ပြောဖို့တာကိုကျမသတိရမိတယ်ဘာရဲ့အကြောင်းဆိုကျမတို့ကိုအဲ့ဒီလူရဲ့လောက်ရတည်တည်လေးရတောင်အသေးသားတဲ့အထိနာကျင်စေလို့ပဲမောင်ကကျမသူ့ကိုခွင့်မလွတ်တာကြောင့်သူ့စီပြန်မလာတာလို့ထင်လိုက်မယ်တကယ်တော့ကျမကိုကျမထပ်ပြီးယူမိုက်ခွင့်အချစ်မှနှုံမွန်းခွင့်မပေးချင်တော့တာပါကျမဘက်ကတိတ်ချစ်ခဲ့ရတဲ့ယောက်ျားတစ်ယောက်ကိုကျမလက်ထပ်ယူမှာမဟုတ်ဘူးမောင်ပထမချိန်လမ်းခွဲခဲ့ကြတဲ့နေ့ကပြောခဲ့တဲ့စကားကိုကျမထပ်ပြောလိုက်တဲ့အခါမှာလဲပထမချိန်တုန်းကလိုပဲကျမကိုပွေ့ပတ်ထားတဲ့မောင်းလက်တွေဟာပြေကျသွားခဲ့ပါတယ်ဘယ်တော့မှလည်းမဝေးခဲ့ဘူးတလို့ဘယ်တော့မှလည်းမနီးခဲ့ဘူးကျွန်တော်ကသူ့ကိုဆုံးရှုံးရမှကြောက်ခဲ့တယ်ပြန်မခေါ်နိုင်တဲ့စစ်ဆန်ရေးတွေဖြစ်သွားမှာကိုစိုးခဲ့တယ်ဒါပေမဲ့အဲ့ဒီလမ်းကိုကျွန်တော်ကိုယ်တိုင်ရှောက်ခဲ့မိပါတယ်လက်ထပ်ဖို့ဒါဟာမိသားစုတစ်ခုတည်ဆောက်ဖို့ယုံကြည်ချက်နေပါတဲ့လူတစ်ယောက်အတွက်အခက်အခဲဆုံးကိစ္စတစ်ခုပဲပြီးတော့မိသားစုဘဝကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာလဲကျွန်တော်မသိပါဘူးဒါပေမဲ့ဘေးဟာကျွန်တော်ဘဝတစ်ချောင်းလုံးဘေးမှာထားကျင်ခဲ့တဲ့လူပါဆုံးရှုံးရမှကြောက်တဲ့စိတ်ကသူ့ကိုဆုံးရှုံးသွားစေခဲ့တယ်ကျမကြောက်ခိုင်းခဲ့တဲ့အခါမောင်ကလှမ်းလာတယ်ဘယ်နေရာစပြီးမှားခဲ့ကြတာလဲအစကတည်းကပဲမောင်တကယ်ဆိုရင်ကျမတို့ဟာတွေ့ကိုမတွေ့တဲ့လူတွေမောင်မှတ်မိလားမောင်နဲ့ချိန်ထားခဲ့တဲ့နေ့ရက်တွေမှာတယောက်တည်းစောင့်ခဲ့ရတဲ့အချိန်တွေဘယ်လောက်များတယ်လဲဆိုတာမောင်ကိုကျမလိုအပ်နေတဲ့အချိန်မှာမောင်ဘယ်တော့မှရမလာခဲ့ဘူးဆိုတာမောင်ဟာတခါလေးတောင်မှမန်းပွားတဲ့ကိုကျမကိုခုံမသွားခဲ့တယ်လို့မောင်အကြောင်းတွေကိုလည်းတခါမှမပြောပြခဲ့ဘူးမတိုင်ပင်ခဲ့ဘူးဒါကြောင့်အခုမှလာပြီးတိတ်ချစ်ခင်ရတဲ့ချစ်သူတွေလို့ဟဲ့မဆောင်မနဲ့ဒီဆက်ဆံရေးမှာတိတ်ချစ်ခဲ့ကြရဲဆိုရင်တော့ကျမဘက်ကပဲတိတ်ချစ်ခဲ့တာဖြစ်လိမ့်မယ်
အဲ့ဒီညကကျယ်ရီလည်းတော်တော်ဆုံခဲ့တယ်လို့ရာသီဦးတို့လည်းတာယာခဲ့ပေမဲ့ကျမစိတ်ထဲတက်တောင့်တက်တာနဲ့တော့မပြောနေခဲ့ရပါဘူးနောက်တစ်နေ့နေ့လည်ကျတော့ကျမတို့ပြန်ကြဖို့ပြင်ဆင်ပါတယ်ဖုန်းလိုင်းကလည်းမိတစ်ချက်မမိတစ်ချက်နဲ့မို့ရန်နဲ့လည်းစကားမပြောပြခဲ့ဘူးလိုင်းတချမိတဲ့နေရာရောက်တော့ရန်ဖုန်းခေါ်လာတာတွေတွေ့လို့ပြန်ခေါ်ကြည့်တော့မှကိုမန်းလေးရောက်နေပြီဘေးရောအခုပဲမှလဲဘေးပြုံးနေတက်ပြီးနောက်ကျောခဏသွားနေတာကို့ကိုလည်းပြောမသွားဘူးပြန်လာနေပြီရန်နောက်တစ်နိုင်လောက်နေရင်ပြုံးနေရောက်မယ်ပြီးရင်တော့မန်းလေးပြန်ဆင်းတော့မှာကိုလည်းအခုပြုံးနေရောက်နေတာအလုပ်ကိစ္စတစ်ခုနဲ့ကိုကတော့ပြန်တော့မပြန်ရသေးဘူးဟုတ်လားကျမအတန်ကိုရန်ကတေချာနားထောင်ပြီးမှဘေးတန်ကအားမရှိသလိုပဲနေမကောင်းလို့လားမဟုတ်ဘူးဒီမှာအေးလို့ထင်တယ်နှာနဲ့ဆင်းနေလို့မဟုတ်တာဒီလိုလို့အလုပ်ပေးရလဲရှိနေသေးတယ်ဆိုတော့တကယ်လို့ကို့လုံးမပြီးလဲဒီမှာတရက်လောက်နေလို့အဆင်ပြေမယ်မဟုတ်လားရပါတယ်တွေဘာတွေမလုပ်နေနဲ့ကိုတနိုင်ကြရင်ဒီစမချံဘက်မှာစောင့်နေမယ်စောက်ရောက်လဲခဏစောင့်နေကိုရင်ရောက်လဲကိုစောင့်နေမယ်သူ့ကိုတော့ကျမမငင်းဆန်ပါဘူးစိတ်တွေကလည်းငင်းဆန်မှုခွင့်မပေးဘူးတကယ်တော့စိတ်တွေကလက်ခံပြီးပေါ့ပေါ့ပါရှိစေတဲ့တစုံတစ်ယောက်ကိုရဖို့အပြန်အလှန်ရင်းနှီးမှုတွေလိုရာထက်ပိုရှိဖို့ဆိုလွယ်ကူတဲ့အရာတော့မဟုတ်ဘူးရေစက်တွေလည်းပအောင်မှပြီးနောက်အချစ်တွေလည်းပအောင်မှချစ်မြတ်တို့တန်ဖိုးထားပေးခြင်းတွေများစွာအတွက်ကျမရှင်ကိုတဲ့ကျေးဇူးတင်ပါတယ်ရှင်အပြန်ခရီးမှာတော့မောင်ကတလက်ကောင်းမောင်းပေးတယ်ဒီခရီးဟာကျမအတွက်တက်တောင့်တတာမရှိလာပါဘူးမောင်ကအချင်းချင်းအခါခါကျမရှောင်ပေးနေခဲ့တဲ့အစားတစ်ခုပဲဘာလို့လဲဆိုရင်ထိတ်တိုင်ထိတွေ့တိုင်းကျမပဲနာကျင်ခံစားရတာမို့ပေါ့ဒီစမချန်ရောက်ရင်ခဏလောက်ရက်ပေးပါဘေးအဲ့ဒီမှာဆင်းမလို့လှုပ်ဆန်ရှိလို့လားဘေးတင်းဆက်ကဝင်မေးတယ်ရန်ပြုံးနေရောက်နေတယ်တဲ့သူတယောက်တည်းဖြစ်နေလို့အတူတူပဲပြန်လိုက်သွားမလို့အော်ပြန်တွေးကြည့်ရင်ကျွန်တော်တို့ကြားမှာတခါမှဒီလိုနှွေးထွေးတဲ့နီးစပ်တဲ့ဆက်ဆံရေးတွေမရှိခဲ့ဘူးစိတ်နဲ့ပဲဆက်တဲ့ကျိုးတွေကြီးပဲဒါပေမဲ့ဒီကျိုးတွေကြောင့်ပဲစိတ်ချင်းသာနေပြီးလူချင်းဝေးခင်းရလေသလားလို့အခုနောက်ပိုင်းတော့ကျွန်တော်ပူတေးဖြစ်တယ်ညဝင်းတွေထက်တခါတရံစကလုံးတွေကပိုလိုအပ်လိမ့်မယ်ထင်တယ်ဆောင်ဆိုင်မှုတွေထက်ပြေးတေးခဲမှုတွေကပိုပြီးနိကပ်ဖို့လက်ကိုလိုက်မယ်ကားမှန်စီကနေကျွန်တော်ဘေးကိုကြည့်လိုက်တဲ့အချိန်မှာသူမဟာရိုင်ယန်ပေးထားတဲ့မဖလာလေးကိုပတ်ထားခဲ့တော့မယ်သူမဟာမဖလာလေးပတ်တဲ့ကြောင်ကိုကျွန်တော်မသိခဲ့ဘူးဒီစမချန်ရောက်တဲ့အချိန်မှာကားရက်လိုက်တာနဲ့ရန်ကားကိုမြင်လိုက်ရပါတယ်ကျမကားပေါ်ကဆင်းလာတာနဲ့ရန်ဟာသူ့ကားထဲကထွက်လာကကျမစီကိုပြေးလာပြီးသူအသိယူလာတဲ့သွင်းဝေးကောင်းစုလေးကိုကျမကိုစစ်ပေးလိုက်တယ်ရန်ကိုမြင်တော့ကျမစိတ်တွေဟာတက်တောင့်တတရှိသွားပြီးပြုံးလိုက်မိတယ်သူဟာကျမအရန်အေးတဲ့အရက်ဒေတာတွေမှာခေါင်းကိုက်တဲ့ကြောင်ပြောပြခဲ့တာကိုမှတ်မိနေတော့မှာပဲမျက်နှာဖြူဖြောနေတာပဲအေးလို့လားနေမကောင်းလားပြောဆူဆူနဲ့ရန်ဟာကျမနှစ်ဖူးပြင်လေးကိုစမ်းတန်းလိုက်ပါသေးတယ်ကျမခေါင်းရဲပြတယ်ကျမမောင်တောင်တိတ်မတွေးမိတော့ပါဘူးမောင်ဟာအတိတ်ကလူသက်သက်အဖြစ်ပဲကြံရှိတော့တယ်ကိုဘူးနည်းနည်းရှိနေတယ်ကိုလည်းအလုတ်ကလွတ်ခဲလို့တော့မရဘူးတရက်လောက်တော့ဒီမှာနေလို့ရမယ်မဟုတ်လားစိတ်ကရင်သွားကြတာပေါ့ဘေးနေမကောင်းလားအဲ့ဒီအချိန်မှာမှတငယ်ချင်းတွေလည်းဝိုင်းပြီးမေးကြတယ်ကောင်းပါတယ်ခုမှကြည့်မိတယ်နေမျက်နှာတော်တော်ဖြော့နေတာပဲမောင်ကိုကြည့်လိုက်ပြီးတော့မောင်ကမျက်နှာလဲထားတယ်ဒါပေမဲ့မောင်ဝမ်းနေနေတယ်ဆိုတဲ့အကြောင်းတော့ကျမသိခဲ့တယ်ငါလိုက်သွားတော့မယ်နင်တို့ဖြည်းဖြည်းပြန်ကြအောင်အဲ့ဒီနေကကြောက်ခိုင်းသွားတဲ့သူကြောပြင်ကိုကြည့်ရင်ကျွန်တော်သိလိုက်တယ်သူ့ကိုအများကြီးပြစ်ထားခဲ့မိတယ်ဆိုတာကိုတာဝန်မကြေခဲ့တဲ့ချစ်ချင်းအကြောင်းကိုအခုမှသူနဲ့စတင်တွေ့ခဲ့တဲ့လူသိတဲ့လောက်တောင်ကျွန်တော်သူ့အကြောင်းတွေကိုမသိခဲ့ဘူးဆိုတာကိုအဲ့ဒီနေကဆုံးရှုံးခြင်းဆိုတာကလည်းငါနဲ့ထိုက်တန်ပါတယ်လို့ကျွန်တော်ပထမဆုံးတွေးခဲ့မိတယ်။ရန်ကကောင်းမောင်းနေရင်ကျမကိုကြည့်ကြည့်နေတာကိုသတိထားမိတယ်။တခုခုတော့ပြောချင်နေပုံပေါက်ပေမဲ့ရန်ဘာမှမမေးခဲ့ပါဘူး။မေးချင်တာရှိရင်မေးလို့ရပါတယ်ရန်။အဲ့လိုလုပ်ရမလား။ရန်ကထုံးစံအတိုင်းနုနုညံ့ညံ့အပြုံးနေနဲ့ပြုံးပြီးကျမကိုကြည့်တယ်။ကျမကိုကြည့်နေရင်ပြုံးနေတဲ့ရန်နှခမ်းပါလေးတွေဟာတင်းမာသွားပြီးသူ့မျက်ခုံးတွေဟာမတိမသားလေးကျုံသွားတယ်။နည်းနည်းစိတ်ကောက်တဲ့အနေအထားလားလို့ကျမထင်ပေမဲ့ဒီအနေအထားကိုတစ်ခါမှမမြင်ဘူးတော့ရန်ကိုပဲကြည့်နေမိတယ်။အဲ့ဒီကိုသွားတာကို့ကိုဘာလို့မပြောရလဲ။ရန်ကိုပြောရလေ
ရန်ကမကြည့်တဲ့အကြည့်နဲ့ကြည့်ပြန်တယ်သူပါလဲဆိုတာမပြောဘူးလေအော်ကျမရီးလိုက်မိတာပါပဲရန်ဟာဒီလိုလဲစိတ်ကောင်းတတ်တာလားမောင်ပါလဲဆိုတာကိုအစကမသိဘူးဒီအတိုင်းတငယ်ချင်းတွေနဲ့ပဲသွားမယ်လို့ထင်ခဲ့တာပြီးတော့ရန်ကိုမပြောပြလိုက်တာကတော့ရုတ်တရက်ဖြစ်သွားလို့ပါနားလည်ပြီနော်ရန်ကခက်တီတီမျက်နှာသားနဲ့ရှေ့တက်ကိုကြည့်ရင်ကားကိုပဲအာရုံစိုက်မောင်းနေခဲ့တယ်ရန်ဟာတကားမှအင်းဆိုတဲ့လေတံနဲ့မပြောဘူးသူ့မျက်နှာဟာချက်ချင်းတင်းမာသွားတယ်ကျမသူ့ရှိမှမောင်းဆိုတဲ့အတုံးလုံးကိုတုံးလိုက်မိလို့များလားတကယ်တော့အလေးချင်းတစ်ခုလိုဖြစ်နေပြီပြင်ဖို့ရလဲအာယုံမရောက်ခဲ့တဲ့အပြင်ပူပူတသားမရှိပေမဲ့ရန်ကတော့စိတ်ဆိုးသွားနိုင်ပါတယ်မဟုတ်ဘူးစိတ်မကောင်းဖြစ်သွားပုံပဲသူတခါမှစိတ်မဆိုးဘူးတော့သူစိတ်ဆိုးနေပြန်တော့ကျမမနေတတ်ပြန်ဘူးရန်ရန်ကကျမမျက်နှာကိုလုံးဝမကြည့်ဘာဖြစ်သွားတာလဲဘာမှမဖြစ်ပါဘူးဘေးလိုက်ဝင်ကိုကြည့်ရန်ပေးထားတဲ့ပုံကလေးတစ်ချိန်လုံးပတ်ထားတာတောင်ပေါ်မှာဒါလေးကအရန်နှွေးထွေးမှုပြီးတာမဟုတ်ရင်ဘေးပြားနေလောက်ပြီသိလားအခုလည်းဖြားနေတာပဲလေရန်ကကြစ်ကန်ကန်ဆိုပြန်တယ်ဒါပေမဲ့ရန်ကျမကိုစိတ်ဆိုးနေတဲ့ပုံစံလေးကိုကျမသဘောကျပါတယ်ဒါဟာပထမဆုံးပဲမဟုတ်လားကျမတို့တယောက်စိတ်ထဲမှာတယောက်နေရာဥထားပြီးပြီဆိုတာတရက်ထက်တရက်ပိုတိတောင်လာပြီးနှလုံးသားတွေကလည်းပိုနီးစက်လာပြီးရန်ဖုံးဆက်တော့ပျော်သွားတာဟုတ်လားအနောက်ရှက်ဖြစ်သွားတာမဟုတ်ဘူးလားရန်စကားကြောင့်ကျမရီးလိုက်မိတယ်ရန်ပေကိုကပ်ပြီးငါချစ်သူကငါ့ကိုစိတ်မချလို့လိုက်ခေါ်တာဆိုပြီးတငယ်ချင်းတွေကိုအရန်ကြွားကျင်ခဲ့တာအဲ့ဒီချိန်မှာရန်ကလာခေါ်မဲဆိုတော့အကွက်ဖြစ်သွားတာပဲဒါကြောင့်တခါရေးလိုက်လာခဲ့တာပေါ့ဒီတစ်ခါမှာတော့ရန်ကစိတ်ဆိုးနေပေမဲ့စိတ်ကောက်ပြေခြင်းစားနေရောင်ကြီးလေးလိုအပြုံမျိုးနဲ့ကျမကိုကြည့်ပါတယ်ရန်မျက်နှာတစ်ခုလုံးကြည်နူးစွာပြုံးသွားတယ်ကျမသူ့ကိုလက်ခံလိုက်ပြီးဆိုတာကိုချက်ချင်းသဘောပေါက်သွားတဲ့အကြည့်မျိုးအပြုံမျိုးပေါ့စိတ်မကောက်ပါနဲ့နေမကောင်းဘူးလေအဲ့ဒီခါမှာရန်ကပြုံးသွားပြီးကျမခေါင်းလေးကိုပွတ်တက်လိုက်တယ်ကိုဟာစနေတာသူနဲ့ရှိနေတဲ့အချိန်ဆိုရင်ကိုဟာအင်အားရှိနေပြီကိုယ်တိုင်လုံခြုံနေပြီဒါနဲ့အဆင်ပြေရလားရန်ကကျမစိတ်အနေထားကိုသိကျင်ပုံရတယ်ပြေးပါတယ်မူပိုင်ကပြန်တွဲချဖို့တဲ့ပြောနေတယ်ဘေးသဘောရောရန်အတိတ်ကအချစ်ချင်းဆိုတာမက်ခဲ့တဲ့အိမ်မက်တစ်ခုလုံးရွာပြီးသွားတဲ့မိုးရင်ဇက်တွေလိုပဲအနှဲငယ်ချောက်ချမှုတွေအမတ်တရတွေအလွမ်းနေကြံခဲ့မယ်ဆိုရင်တော့အစားအလုံးကပြီးသွားပြီလေရန်ကိုဘေးမညာပါဘူးမူပိုင်ကိုအရင်ချစ်ခဲ့ပါတယ်ဒါပေမဲ့ချစ်ခဲ့ပါတယ်ပဲသူ့ကိုချစ်ခဲ့တဲ့ကျမအခုမရှိတော့ဘူးအတိတ်တွေကကျမကတော့သူ့ကိုချစ်ချင်နေဦးမယ်လက်ရှိကျမကတော့မောင်ကိုမချစ်တော့ဘူးရန်တောင်းမှန်ပါတယ်နောက်ကျမှရောက်လာခဲ့မိတဲ့အတွက်ရန်ဆိုတယ်မဟုတ်တာထင်ထားတာတဲ့အများကြီးစောပြီးရောက်လာတာပါလို့ပြန်ပြောတော့ရန်ကပြုံးတယ်အဲ့နေဟာရန်ကိုကြည့်ရင်ကျမတွေးမိတယ်တကယ်ဆိုရင်တော့သူ့အချိန်ကနဲ့သူဖြစ်တည်လာတာပါပဲရန်ကချစ်ချင်းဖြစ်တာဆိုရင်မောင်ဟာကျမဘွားကအချစ်တက်တက်ပဲဖြစ်လိမ့်မယ်စဉ်းစားစင်ကြဉာဏ်တွေမကြည့်ထွားခင်နှလုံးသားကြီးအားတန်ခဲ့တဲ့အချိန်မှာအချစ်တွေကြီးရှိခဲ့တဲ့ဆက်ဆံရေးပေါ့ဒီလိုအချစ်ကြီးတက်တက်ရှိပြီးတခြားအခြေခံဘဝလိုအပ်ချက်တွေမရှိခဲ့ကြလို့ဆက်ဆံရေးတွေမတည်မြဲခဲ့ကြတာလည်းဖြစ်နိုင်တယ်ရန်ကတော့မတူဘူးရန်ကကျမလိုနေတဲ့တချမ်းဆိုလည်းဟုတ်တယ်လိုအပ်မှုဆိုလည်းဟုတ်တယ်အခုချိန်ကစိတ်နဲ့မောင်းကိုချစ်မလားမင်းရင်ကျမမချစ်နိုင်တော့ပါဘူးအတ္တနဲ့ချစ်ချင်းကြားပြိုင်ဆွေးရင်ဝိတုဆန်ဆန်အချစ်စကားတပုတ်လို့လဲကျမမကကျင်တော့ဘူးအတိတ်ကကျမတို့ဟာအခုကျမတို့မှမဟုတ်တာအတိတ်ကကျမတို့ချစ်ခဲ့တဲ့လူတွေကိုလည်းအခုချိန်ကျမတို့ကချစ်ချင်မှချစ်နိုင်မှာနီးတို့ပဲအတိတ်ကကိုချစ်ခဲ့ရတဲ့တစုံတစ်ယောက်ကကိုသိတဲ့ဘောကြမျက်နှာတန်ဖိုးထားခဲ့ရတဲ့လူတစ်ယောက်အဖြစ်ဖြစ်တည်နေမယ်ဆိုရင်တော့တိတ်ကိုသဘောကျပြီးမျက်နှာလွန်းလို့ငင်းမောနေကြရတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုရင်အချိန်တွေလွန်ပြီးဈာတိတွေကိုလို့ကျမတို့ကိုယ်တိုင်ကရင့်ကျက်အရင်ရောက်လာခဲ့တဲ့အခါမျိုးမှာကျမတို့တိတ်ကိုမျက်နှာတန်ဖိုးထားခဲ့ရတဲ့လူတွေအတောင်နှမျောတတဖြစ်အောင်တဲ့အထိပြောင်းလဲသွားခဲ့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူ့ရဲ့အရေးလွှာချုံတက်တက်ကိုသာသဘောတူးခဲ့တာဖြစ်နိုင်တယ်မိမျိုးဟော်တရောက်တော့ရန်ကျမကိုပေးပြီးအခန်းထဲအထိလိုက်ပို့ပါတယ်ရပါတယ်လို့ညင်ပေမဲ့ညင်မရခဲ့ပါဘူးကျမကိုမှွေရပေါ်မှာချပြီးစောင့်တေးချခြုံပေးခဲ့တယ်ခဏလှည့်နေလိုက်အောင်နော်ကိုဟင်းရီဖြစ်
တခုခုပူတာလေးတောက်စီစဉ်ခဲ့မယ်ကျမရန်ကိုတိတ်ကျေးဇူးတင်ပါတယ်ရန်ပဲပေးတာတွေများနေခဲ့တယ်လို့ပဲသူ့အကြောင်းတွေမေးချင်စိတ်ပေါ်လာလို့ရန်ပြန်လာရင်သူ့အကြောင်းမေးရမယ်လို့ကျမစဉ်းစားမိတယ်ခဏကြာတော့ရန်ကစစ်ပြုတ်ပကံလေးကင်ပြီးကျမစီကိုပြန်ရောက်လာတယ်ကျမစားမယ်လို့တော့သူ့ခွင့်ပေးမယ်တဲ့ပူနေတဲ့ဟင်းရည်တွေကိုတေချာမှုတ်ပေးနေတဲ့ရန်ကိုကြည့်ပြီးကျမတိတ်ကိုသဘောကျမိနေတာရန်ရီးစားပဲနဲ့အောင်ထားဖို့လဲရန်ကရုတ်တရက်ဆိုတော့ဘာပြောရမလဲမသိလို့သူ့ရဲ့မျက်လုံးနဲ့ကလေးတွေနဲ့ကျမကိုကြည့်တယ်ပြီးတော့ပြန်လွှဲသွားတယ်မထားဘူးဟဲ့အသက်ဖြင့်30ကျော်နေပြီကလေးတယောက်ပဲတခုလန်းလို့ပြောရင်တောင်ရှုံအောင်မယ်ရီးစားမထားဘူးဆိုတဲ့စကားကိုရှုံစရာလားရန်ကပြုံးတယ်ကျမကိုစစ်ပြုတ်တစင်အရင်ခွင့်တယ်အသေးချာမထားဘူးတာကိုပြောတာပါတကယ်ကြီးမယုံမောင်ဒါပေမဲ့ရန်ပုံစံကနောက်နေတဲ့ပုံမပေါ်ဘူးကိုကနေဒါကိုရောက်တော့ကိုက3နှစ်သားလေအဲ့ဒီကချာတွေနဲ့စိမ့်တော့အစာဆုံးပြန်တင်နေရတာနဲ့အဝင်ခွင့်ချမဖြစ်တာနဲ့စေကျော်သက်ရွယ်မှာအဲ့ဓာတွေနဲ့ပဲလုံပန်းနေရတာအဲ့ဒီကနေ University ရောက်တော့အမေရိကမှာတက်ရတော့နိုင်ငံခြားသူတွေပဲပေါ်တယ်ပြီးတော့ကိုကနိုင်ငံခြားသူပုံစံကိုမကြိုက်ဘူးလေကြိုက်ဖို့စူးစမ်းကြည့်ပေမဲ့အပြင်ပန်းပုံစံကိုသဘောကျရတော့စိတ်ချင်းကြောင့်အသက်အဆင်မပြေဘူးကိုကတပြားအောင်ကြီးမို့လို့နေမယ်တကယ်တော့မင်းကျင်လို့သာမေးရတာပါအတိတ်ကကိစ္စအတိတ်ပဲမို့ကျမလည်းအာရုံမရှိပါဘူးဒါပေမဲ့သဘောကျတာတွေတော့ရှိပါတယ်တိတ်ဖူးတာတွေတော့ရှိပေမဲ့တရားဝင် close relationship ဖြစ်တဲ့အထိတခါမှမသွားဘူး6လလောက်အထိတော့တိတ်ဖူးတယ်ပြောရရင်တော်တော်သဘောကျဖို့တဲ့ကောင်မလေးတော့ရှိတယ်ဘဝမှာဒါပေမဲ့နောက်ကြတော့ဥရလူစနစ်ဖြစ်သွားရောဒါကြောင့်ဒီတစ်ခေါက်တော့အမိဆွဲထားတော့လားဩစက်ပြက်ကုန်တော့ရန်ကကျမတောက်ရမယ့်စီတွေကိုတိကျတိုက်တယ်ပြီးတော့ကျမနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီးကျမလက်တွေကိုစုပ်ကင်လက်ပြီးလေးနဲ့တဲ့မျက်ဝန်းတွေနဲ့စကြည့်ပြန်တယ်ကိုတို့ကပြင်းလိုက်ဖြက်လိုက်လုံနေလူတွေမဟုတ်ဘူးမဟုတ်လားကိုပြောထားတဲ့ကိစ္စတိကျစဉ်းစားပေးစေခြင်းနဲ့ကိုကိုယုံကြည်ပေးစေခြင်းနဲ့ကိုနောက်3လလောက်နေရင်ပြန်ရလိမ့်မယ်ဒါကြောင့်ကိုလောတယ်လို့မထင်စေချင်ပါဘူးအင်းမကျမရန်ရဲ့မျက်နှာကိုလက်ဖွားနဲ့ထိတိဖို့ပထမဆုံးအကြိမ်စူးစမ်းလိုက်တယ်သူဟာကျမနှလုံးသားထဲကိုဆွဆွနစ်နဲ့မဝင်ရောက်သေးဘူးဆိုရင်တော့တေချာတာတော့ကျမဘဝထဲကိုတော့တဖြည်းဖြည်းနဲ့စီးနှင်းဝင်ရောက်လာပြီနောက်တစ်နေ့နဲ့ကျကျမတို့အတူတူမနက်စာထွက်စားပြီးရန်လို့စီလိုက်ခဲ့ဖို့ရန်ခေါ်လာနဲ့ကျမလိုက်ခဲ့တယ်ရန်ဟာလူများစာထဲမှာတောင်ကျမကိုသူ့မင်းကလေးပါလို့အကြောတော်ဝင်နှုတ်ဆက်ပေးတယ်သူ့ဘဝမှာရန်ဟာကျမကိုနေရာသိပ်ပေးတယ်ဒါကြောင့်ပဲရန်ဟာကျမပိတ်ထားတဲ့တကားတွေကိုတွန်းဖွင့်နိုင်ခဲ့တဲ့တဦးတည်းသောလူတစ်ယောက်ဖြစ်မယ်ထင်တယ်ဒီနေရာမှာဟိုတယ်ဆောက်မှာလေဘန်ကလိုပုံစံမျိုးလေးတွေနဲ့နောက်တစ်နေ့လောက်ဆိုရင်တော့ပြီးပြီဒါနဲ့ရန်ကဒီလုပ်တွေလုံးရတာဝါသနာပါလားဝါသနာပါတယ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့မိဘတွေရဲ့လုပ်ငန်းကိုပိုကောင်းစေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ဘာလို့အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ဆုံးဖြတ်ပြီးဒီအထိရောက်လာတာပဲဆိုပါတော့ဒါဆိုရန်ဘာဖြစ်ချင်တာလဲဒီအတိုင်းအေးအေးဆေးဆေးဘဝလေးကိုလိုချင်တာတောင်ပေါ်ဒေသတွေမှာနေခရီးတွေသားငားတွေများခြင်းများတချင်းဆိုခြင်းရဲ့ဆိုဒီလိုအေးဆေးဘဝလေးပေါ့လူနည်းနည်းလေးနဲ့ဘဝကိုတိတ်တိတ်ဆိတ်လေးနေချင်တာဒါကြောင့်လဲတယောက်ပြီးတယောက်လွယ်လွယ်မချစ်ခဲ့ပဲဘေးကိုသဘောကျတော့လဲအချိန်တွေမဆဲပဲတန်ပြီးလက်ထက်ကြရအောင်လို့ပြောခဲ့တာ။အော်ဒါဆိုဘေးအောင်မသိဘူးဒီအတိုင်းရက်လိုပဲအေးစစ်စစ်လေးပဲနေချင်ပေမဲ့လူငယ်ဘဝရဲ့အစိပ်ပိုင်းတစ်ဝက်လောက်ကိုတစုံတစ်ယောက်စီကပြင်ရင်နာကျင်မှုတွေကြောင့်ကြောက်လန့်လို့ထွက်ပြေးရင်ကကုံဆုံးနေခဲ့တာလေရန်ကကျမလက်တွေကိုသူ့လက်ဖွားတွေနဲ့တင်းကျပ်စွာဆုပ်ကိုင်လိုက်တယ်ကျမမျက်ဝန်းတွေကိုနှွေးထွေးစွာစိုက်ကြည့်ရင်အခုထပ်ပြေးစရာမလိုတော့ဘူးကိုရှိနေပြီဆိုတဲ့အဓိပ္ပာယ်တွေနဲ့ပြုံးပါတယ်ရန်ဆုပ်ကိုင်ထားတဲ့လက်တွေကိုကျမကြံခဲ့တဲ့လက်တစ်ဖက်နဲ့ထပ်မံဆုပ်ကိုင်လိုက်တယ်ဒါကြောင့်အခုရှာကြည့်မလို့အချစ်ဆိုတာဘယ်လိုမျိုးလဲဆိုတာတစုံတစ်ယောက်ကိုယုံကြည်စိတ်တစ်ခုတည်းနဲ့ထက်ခံစားကြည့်ပြီးတကယ်လိုချင်တဲ့ဘဝကဘာလဲလိုချင်တာတွေအိမ်မက်တွေကဘာလဲဆိုတာရှာကြည့်မလို့အခုကစားပြီးအဲ့ဒါဆိုအဖေကအဲ့ဒါမဟုတ်သေးဘူးအဲ့ဒါမဖြေသေးဘူးဘာလဲကျွန်တော်ကဘယ်နေရာညင်းစရာရှိသေးလို့လဲအမကြီးရန်ကကျမမျက်နှာနာကိုနီးကပ်စွာတူကန်လာပြီးမေးတယ်ရှေးရိုးဆွဲဘွားတွေကိုကြိုက်တယ်ဆိုဒါကြောင့်
ရှေးရိုးဆွဲလို့နေကြည့်မလို့လေအချိန်တွေအကြာကြီးဆွဲပြီးရှန်ကသဘောကျစွာပြောရင်ကျမကောင်းကိုပွတ်တန်လိုက်တယ်ဒါနဲ့သိချင်တာရှိတယ်မူပန်ကြောင့်မဟုတ်ဘူးအရင်အချိန်ဟောင်းကြောင့်ဒီလောက်နှစ်တွေကြာရင်ထိခိုက်နာကျင်ခဲ့ရအောင်သူ့စီကထပ်ပြင်းနေခဲ့ရအောင်ဘာတွေများဖြစ်ခဲ့လို့လဲအများကြီးချစ်ခဲ့လို့ပေါ့ပြောရရင်ကျမလူတွေကိုတက်ချစ်တတ်တဲ့တိုက်မဟုတ်ဘူးလေအဲ့တော့တစုံတစ်ယောက်ကိုအံ့အားသင့်စရာကောင်းလောက်အောင်ချစ်မိသွားခဲ့ပြီးအဲ့လူကလည်းကိုယ့်ဘော်ကိုထိခိုက်နာကျင်စေတဲ့လူတစ်ယောက်ဖြစ်နေတော့အဲ့ဒီသူကတော့ငါ့ကိုတခုတည်းသောနာကျင်အောင်လုပ်နိုင်တဲ့အရာပဲငါ့ကိုခံစားစေနိုင်တဲ့တဦးတည်းသောလူသားပဲလို့တွေးမိခဲ့ပြီးသူတခုခုပြောတော့မယ်ဆိုရင်သူတခုခုလုပ်တော့မယ်ဆိုရင်ငါ့ကိုတော့ဘယ်လိုပုံစံမျိုးနဲ့နာကျင်စေတော့မလဲမသိဘူးဆိုတဲ့အယူလို့အတွေ့ပဲဝင်နေခဲ့မိလို့ပေါ့ဘေးဟာတီတီငိမ့်ငိမ့်ပဲကျွန်တော်ကိုပြုံးပြပါတယ်တကယ်လဲသူ့ပြုံးမှုလေးတစ်ခုအပြောလေးတစ်ခုဟာကျမကိုတိတ်ကိုထိခိုက်နာကျင်စေနိုင်တဲ့အထိစမ်းခဲ့ပါတယ်ဘသူနဲ့မှမဆောင်ဆိုင်ခဲ့ဘူးပေမဲ့သူနဲ့ချင်းခဲ့ရတဲ့အခောက်တွေဆို2 နာရီလောက်အမြဲတယောက်တည်းစောင့်ခဲ့ရပြီးဘသူစီမအောက်ကျမခံခဲ့ရဘူးပေမဲ့သူနဲ့ဆိုအပြစ်မှာတွေ့ဖြစ်ရင်တောင်မသိချင်အောင်စောင့်နေပေးခဲ့ရပြီးဘသူ့ကိုမှခွင့်မလွတ်တဲ့စိတ်နဲ့တောင်အဲ့လိုတောင်ချိန်မှန်များစွာအပြစ်ပေါင်းများစွာခွင့်လွတ်နေခဲ့မိပြီးအဲ့ဒါကြောင့်ပဲအဲ့ဒီဘဝကိုကြောက်လာတာပေါ့သူအနားမှာနေရတဲ့ဘဝကိုပြန်တွေးကြည့်ရင်အရန်ထိခိုက်နာကျင်စရာကောင်းတယ်ဟုတ်ပါသွားကြည့်ကြမလားကျမတို့လမ်းပတ်ဆောင်နေကြရင်ဆရာကကျမနားမလည်တဲ့အပိုင်းတွေသိစေလိုတဲ့အရာတွေကိုသိချလိုက်ပြီးရှင်းပြပေးခဲ့တယ်2 နာရီလောက်ကြာတော့နေ့လည်စာစားချိန်ရောက်တော့ကျမတို့နေ့လည်စာသွားစားခဲ့ကြတယ်ရန်နေကြရိုင်းနေပွင့်နေပြီတဲ့ဒါဆိုသွားကြမလားနည်းနည်းဝေးမယ်ထင်တယ်ဘာဖြစ်လဲချစ်ရတဲ့လူနဲ့အချင်းကွန်ရတာအကောင်းဆုံးပဲလေဒါဆိုစားပြီးသွားကြတာပေါ့အချင်းဆိုတာဒီလိုပါပဲဘဝဆိုတာလည်းဒီလိုပဲတစုံတစ်ယောက်နဲ့ဆိုရင်တီးဆောင်ယူစရာစဉ်းစားယူစရာမလိုပဲတိတ်ကိုလွယ်ကူနေတဲ့အတူရှိနေမှုတွေနှိစက်မှုတွေဟာတခြားလူတွေနဲ့ဆိုရင်တော့တိတ်ကိုခက်ခဲခြင်းလဲခက်ခဲခဲ့မှာကျမကတော့အချစ်ကလာရှာလိုက်မယ်လို့တေချာပေါက်ယုံကြည်တယ်ကိုဟာအချက်အတွက်အစင်သင်းဖြစ်နေတဲ့အခါမျိုးမှာပေါ့ရန်ရောကျမရောကတယောက်ဘဝအတွက်တယောက်အတောက်ပါစောချင်းအစင်သင်လွှဲတဲ့အချိန်မှကြေကြလာတဲ့ကျဲဆိုလဲဟုတ်တယ်အချစ်ပန်းဆိုလဲဟုတ်တယ်ဘဝအတွက်အစင်သင်းဖြစ်နေတဲ့အချိန်မှာရရှိလာတဲ့အချစ်ကအလားပါဆုံးပဲတဲ့ငယ်ရွယ်စဉ်ကရရှိခဲ့တဲ့အချစ်တွေဟာကွယ်လွဲမှုတွေကိုယ့်ရဲ့မပြည့်စုံသေးမှုတွေကြောင့်ကွယ်ကွင်းခဲ့ရမယ်ချမ်းရိပ်ခံခဲ့ရတယ်ရန်ကိုကြည့်ရင်ကျမတစ်ချက်ပိုသေးကြလာတယ်လွန်ခဲ့တဲ့9 နှစ်မှာရန်ကိုကျမတွေ့ခဲ့မယ်ဆိုရင်တောင်ဒီလိုအခြေအနေမျိုးနဲ့ရှိနေနိုင်ကျမရှိနေမှာဘဝအတွက်လည်းအခြေခံလိုအပ်ချက်တွေပြည့်စုံပြီးတစုံတစ်ယောက်နဲ့ဘဝသစ်ထူထောင်ဖို့နှစ်ဦးနှစ်ဖက်စလုံးအစင်းသင့်ဖြစ်နေတဲ့အခက်အတန့်မျိုးအချိန်ကာလမျိုးမှာတွေ့ကြလို့ကျမတို့အတွက်ပျော်ရွှင်သာယာမှုကအနိုင်မဲခဲ့တာကျမတို့အပြန်အလှန်တန်ဖိုးထားကြတယ်ဆိုတာကလည်းအပြန်အလှန်တန်ဖိုးရှိကြလို့ပဲဒီတိုတောင်းလာတဲ့ကာလတွေမှာအချစ်ကိုယုံကြည်နိုင်ခဲ့တယ်ဆိုတာဘယ်သူ့မှလွယ်လွယ်မပေးခဲ့တဲ့အချစ်တွေဖြစ်နေကြလို့ပဲဒါကြောင့်ရန်အမြဲပြောတာလာတော့နောက်ကျလို့တောင်းမှန်ပါတယ်မဟုတ်တာကိုလာတာနောက်မကြပါဘူးတကယ်အချိန်ကောင်းပဲထမင်းစားတဲ့အချိန်မှာစိမ့်နဲ့အေးဆေးဆေးစားတဲ့ရန်နဲ့ကျမနဲ့တူနေတော့နေကြတွင်ရှိရလမ်းစီကိုညနေစားမှရောက်တော့တယ်ရန်ဟာကားပေါ်ကမစင်ခင်အသင့်ယူလာတဲ့ဘူးလေးတစ်ခုထဲမှာမဖလာဝါလေးကိုထုတ်ပြီးကျမကိုပတ်ပေးလိုက်တယ်ဆောင်းကအခုမှဝင်တော့ဆိုတော့ပိုးပြီးအေးတော့မှလေရှစ်ချောင်းဒါကြောင့်ဒါလေးပေးမလို့ဒီနေ့အတော်ပဲဖြစ်သွားတာကျေးဇူးပါပဲကင်မရာပါတယ်နေကြတွင်နဲ့တူတူဓာတ်ပုံရိုက်ပေးမယ်ဘေးကကျွန်တော်လက်ကိုတပါးနဲ့ဆွဲပြီးနေကြခင်းတွေစီကိုပြေးသွားခဲ့တယ်ဒီအရာကိုအမတ်တရရက်ကော့ဗီဒီယိုလေးကျွန်တော်ရိုက်ထားတယ်သူမဟာတိတ်ပျော်နေရကြောင်းညဝင်းတွေမှာပေါ်လွင်နေရုံမကဘူးအပြုတ်မှုတွေကပါပျော်ရွှင်နေခဲ့တယ်ဒီလိုလေးပဲအမြဲတမ်းပျော်နေရင်ကောင်းမှာပဲပြီးတော့ဒီလိုလေးပဲကျွန်တော်အနားမှာရှိနေရင်ကောင်းမှာပဲဘာလို့လဲဆိုရင်စတွေ့ကလေးကတပွားစာလုံးငါနားမှာထားလို့ရရင်ကောင်းမယ်လို့ထင်မိတဲ့တဦးတဲ့တော့အမျိုးသမီးမို့လို့ပေါ့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြေးလာပြီးဓာတ်ပုံတွေရိုက်နေကြတာကျွန်တော်တို့ကနဲ့တော်တော်ဝေးစီကိုရောက်လာပါရောခဏကြာတော့ကောင်းကင်ကတိမ်နေမဲလာပါရောစားဝင်ဖြစ်ပြီးမိုးကုံကစားမှုမိုးရနိုင်သေးတာပဲဘေးမိုးရရမယ်တင်နေမိုးရရင်မိုးရချုံမယ်ကလေးတော်ကလို့မနေ့ကမှနေမကောင်းဖြစ်ထားတာကိုအချိုးရပါဘူးလာပါဟ
ဘက်ကနေကြတွေကပိုလာတယ်။ဘေးကကလေးတယောက်လိုကျွန်တော်လက်ကိုဆွဲပြီးပြေးသွားပြန်တယ်။ဒီလိုနဲ့တက်ပုံနဲ့အပြန်လန်ရိုက်ပေနေရင်ရီစရာတွေပျော်နေရင်ကခဏကြာတော့မိုးတွေရွာချပါလေရော။ရန်သူ့ပေါ်တဲ့အင်ကြီးကိုချစ်လိုက်ပြီးကျမကိုမိုးပေးရင်ကားစီရနေရာကိုကြည့်လိုက်တော့တော်တော်အလန့်ဝေးနေရတဲ့အနီးနားကတဲလေးစီကိုပဲပြေးသွားခဲ့တယ်။မိုးကရုတ်တရက်ရွာချလာတဲ့အပြင်တော်တော်သေးတယ်။ရန်ကျမကိုပဲသူ့ပေါ်အင်ကြီးလေးခြုံပေးထားပြီးသူကတော့မိုးဆူခံတယ်။တဲအောင်ရောက်တော့ကျမကိုကြည့်လိုက်တော့မိုးရီတစ်စက်ကလေးတောင်မဆူခဲ့ပေမဲ့ရန်ကတော့ကြောတွေဆူရှဲပြီးခေါင်းတွေလည်းဆူရှဲနေခဲ့တယ်။ဒါတောင်ရန်ကျမကိုအသေးချာကြည့်နေခဲ့သေးတယ်။ကျမရန်ကိုကြည့်ပြီးသဘောကျလိုက်တာ။ရန်တိတ်ကိုအထိန်သိမ့်တော်တဲ့ကောင်လေးပါလား။ဒီလောက်မိုးတွေတင်းနေရတော့ကျမကိုမွေးရတစ်စက်မှမဆူအောင်သူ့အုံမိုးပေးနိုင်တယ်။မိုးတွေဆူသွားတာပဲမဖြစ်ဘူးပြန်ရောက်ရင်စိတ်ယုံရအောင်ဒီဘက်ကိုစိတ်မဦးပဲရှင့်ကိုချင်းစိတ်ပူပါအောင်ဆူရှဲနေရပဲကိုကယောက်ျားလေးလေဘာမှမဖြစ်ဘူးရင်အဲ့ဒါကိုသိလားမွေးရတဲ့အချိန်ချစ်တဲ့လူတွေဒီအတူတူစောင်းထားကြတဲ့ချစ်ချင်းမြတ်တာကိုခံမှန်းကြည့်လို့ရတယ်တဲ့ပိုချစ်ခံရတဲ့လူကပိုလုံပြီးချစ်ရတဲ့သူကလည်းကိုချစ်တဲ့လူကိုပဲလုံးကြုံအောင်အုံမိုးပေးတာမျိုးပေါ့ရှင်တော်အထိန်သိမ်းကောင်းတာပဲရန်ကမိုးရေတွေစုနေတဲ့သူ့စပင်တွေကိုတက်လိုက်ပြီးနောက်ကျမကိုကြည့်ပြီးကျမစပင်ကိုလည်းစုနေမလားလို့စမ်းကြည့်တယ်သူ့အတွက်အခုချိန်မှကျမပြောနေတဲ့ရိုဆန်ဆန်စကလုံးတွေထက်ကျမမိုးမိတာများလားမိုးရေတွေဘလောက်စုနေလဲဆိုတာကပိုရေးကြီးနေပုံပေါ်တယ်ထင်ပါတယ်ဘေးကရှိပြီးကျွန်တော်လက်ကိုဆွဲပြီးမိုးရေတွေတဲကိုပြန်ပြေးသွားတယ်ဖေးရုတ်တရက်ဆိုတော့ကျွန်တော်လည်းပါသွားခဲ့ပေမဲ့တတိဝနာနဲ့ဘေးကိုအင်ဂျင်နဲ့ပြန်ခုတ်ပြီးတော့ဘေးကရက်လိုက်ပြီးသူခြုံထားတဲ့ပဝါကိုသူ့ကောင်းပေါ်ကိုပြန်ကျုံပေးလိုက်တယ်ကျမတို့လက်ထက်ကြရအောင်ဟင်ရန်ကျမကိုလက်ထက်ခွင့်တောင်းတဲ့နေရာဘာလို့ကျမတွေ့ဝင်နေရလဲသိလားမသိဘူးတန်မိုးအကြီးဆုံးအရာတကူကိုပေးနေတာမို့လက်ခံဖို့ရဝင်လင်းနေလို့ပေါ့ကျမကိုချစ်တယ်လို့ပြောဘူးတဲ့ယောက်ျားတွေအများကြီးရှိပေမဲ့လက်ထက်ကြရအောင်လို့ပြောတဲ့ယောက်ျားကတော့ရန်ကပထမဆုံးမို့လို့စကလုံးတွေနဲ့ဂရုစိုက်ပါလို့လူတိုင်းကပြောနိုင်ပေမဲ့လူကိုယ်တိုင်အဝေးကနေတောင်ရှားလာတာမျိုးကရန်တယောက်တည်းမို့လို့ပေါ့ဒီအတိုင်းလက်ထက်ရအောင်လို့တယောက်တည်းကလုံးကြုံအောင်လုပ်ပေးပြီးတယောက်တည်းကပေးနေရတာမျိုးတွေမလုပ်ဘဲမိုးဆိုလည်းအတူတူဆိုပြီးနေပူလည်းအတူတူခံပြီးအဆဆအရာရာအတူတူမျှဝေရအောင်ဘသူကရစားမို့ဘသူကမိမမိုးဆိုတဲ့စကားတွေမပြောပဲချစ်ရတဲ့လူသားတယောက်ဖြစ်ပဲမြင်ပြီးအတူတူဘဝကိုဖြတ်တန်းရအောင်မိုးရေတွေဆိုနေတဲ့ကြောင်းရန်အားပြုံးရည်သွားပြီးနေကြပန်းခင်းနဲ့အလဲမှာကျမကိုပွေဖန်လိုက်တယ်ခုနှစ်စင်ကျဲတွေကအမောင်မိုက်ဆုံးနဲ့အတိတ်ဆိတ်ဆုံးတကောင်ရန်ကျမထဲဝါစွာထွန်းလင်းတောက်ပကြတာမဟုတ်လားတန်ဖိုးရှိဆုံးအရာတွေကအသင့်လျော်ဆုံးအချိန်မှာပဲရှားလာတတ်တယ်အဲ့ဒီအချက်ကိုတန်ဖိုးထားနိုင်မဲ့လူတစ်ယောက်ဖြစ်ပြီးထိုက်တန်စွာလက်ခံယူနိုင်မဲ့အခြေခံကောင်းတစ်ခုရမှအချစ်တွေကဘဝတည်းစီကိုကျေဆင်းလိမ့်မယ်အချစ်ကိုလည်းကောင်းမွန်စွာလက်ခံမယ်မင်းကိုလည်းတဘွားလုံးမြင်လို့စွာတန်ဖိုးထားခြင်းနဲ့ချစ်မယ်မောင်မအတိတ်တို့ကျွန်တော်ဘေးအကြောင်းတွေတွေးဖြစ်တယ်အရင်အကြောင်းတွေလည်းတွေးဖြစ်တယ်သူပြောခဲ့တဲ့အစကတည်းကမှားနေကြတယ်ဆိုတဲ့စကားကိုလည်းတွေးဖြစ်ပါတယ်သူကပြောတယ်ကျွန်တော်ဟာသူ့ရဲ့အတိတ်သားပဲတဲ့ဒါပေမဲ့သူကတော့ကျွန်တော်ပြစ္ဆုတ်ပံတွေအထိစီးဝင်နေတာခက်တယ်ဒီအတိုင်းပဲနှစ်ယောက်ကြာမှတခြားတစ်ယောက်ဝင်လို့ရမယ်လို့မထင်ခဲ့လို့စိတ်နဲ့ချီတဲ့ကြိုးတွေဟာခိုင်မဲလို့ထင်ခဲ့လို့တကယ်တော့ကျွန်တော်သူ့ကိုရှာခဲ့ပါတယ်အမြဲတမ်းရှာခဲ့တယ်သူရှိတဲ့မျိုးတွေစီသွားပြီးသူ့လုံးနေခဲ့တဲ့အလုပ်တွေကိုအဝေးကနေအမြဲကြည့်ပြခဲ့တယ်ဘာလို့အဝေးရမယ်ကြည့်နေလဲဆိုရင်အချိန်လိုအပ်မယ်ထင်ခဲ့လို့ပေါ့ဖူးဆောင်ဆိုတာဥရလိုပဲဆိုတဲ့စကားကိုကျွန်တော်မေ့နေခဲ့ပုံရတယ်အမှန်ဆိုရင်တော့အဆဆရရလွဲမှားခဲ့တာပါပဲအလင်းမထားခဲ့မိတယ်လို့ဖြစ်သွားခဲ့တယ်ဆိုရင်လည်းမှန်ပါတယ်ဒီအချိန်ကလေးတုန်းကလို့ငယ်စဉ်ဘဝလို့စိတ်ကောက်နေတယ်အချိန်လိုနေတယ်လို့ပဲထင်မိနေတော့မယ်အမှားပါပဲဖွင့်ဆိုပြစရာတော့မရှိဘူးဒီလိုပဲကျွန်တော်ကခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာညံ့နေ3ရက်လောက်ကြာတော့ဘေးတို့ပြုံးလင်ကပြန်ဆင်းလာပြီကြားလို့ညဘက်မှာကျွန်တော်သူ့အိမ်ဘက်ကိုထွက်လာခဲ့တယ်အချိန်မလွန်ခင်တောင်းပန်တာပဲဖြစ်ဖြစ်မြစ်တာရက်ခံတာပဲဖြစ်ဖြစ်တခုခုလုပ်လို့ရမယ်ဆိုရင်ဘာမဆိုလုပ်မိမှာပါပဲမဟုတ်ရင်ဆုံးရှုံးလိုက်ရတော့မှာကိုတချို့တယောက်လိုထိုင်ကြည့်နေရမှာလားကျွန်တော်ဘေးရင်ရောက်ချိန်မှာဘေးကအိမ်ထဲကထွက်လာပါတယ်ကားထဲကနေကြည့်နေတော့က
ခဏကြာတော့ကားတစ်စီးရပ်လိုက်ပြီးဘေးရှိမှရပ်လိုက်တယ်ကားထဲကလူထွက်လာတာနဲ့ဘေးကသူ့ကိုပြုံးရင်ပြီးကြည့်နေတော့တာပဲတကားမှကျွန်တော်ကိုမကြည့်ဘူးတဲ့မျက်ဝန်းတွေနဲ့ပေါ့သူလက်ထက်ချင်နေဆိုတဲ့ရိုင်ယန်ဖြစ်နိုင်ပါတယ်ဘေးဟာရိုင်ယန်ကိုပြေးဖက်လိုက်ပါတယ်အဲ့ဒီချိန်မှာသိလိုက်တယ်တတိယလူဟာကျွန်တော်ဖြစ်သွားပြီဆိုတာကျွန်တော်နဲ့ပဲချစ်သူတွေဖြစ်ခါစားနှစ်တွေကိုမှတ်မိပါသေးတယ်တက္ကသိုလ်တွေတက်တဲ့အချိန်ဖြစ်တော့အတန်းသိမ့်မရှိတဲ့ရက်တွေနေ့လည်စာစားချိန်ကြာရတဲ့ရက်တွေမှာနှစ်ယောက်ဟာတက္ကသိုလ်မတူတဲ့ကြားအနည်းဆုံးအလဲရတနေရာမှာချင်းပြီးအေးဆိုင်မှာကြောက်ကြောရည်တစ်ခွက်ဘေးကတမ်းမယားရီတစ်ခွက်မှာပြီးနှစ်ယောက်ထမင်းဘူးကိုအပြန်အလှန်မျှဝေစားခဲ့ကြတာမိဘမဲ့ကြောင့်ကလည်းဇရိတ်ဆက်မထောက်ပံ့တော့ရတဲ့ပညာသင်ထောက်ပံ့ခြင်းလေးနဲ့ဖူလုံအောင်တုံးရင်ကျွန်တော်တို့ဘဝတွေပျော်ခဲ့ကြပါတယ်မပြည့်စုံတဲ့နေ့ရက်တွေဟာအချစ်တွေကိုရုပ်ရမသွားစေပါဘူးဘေးကျောင်းစနစ်ညနေတိုင်းကျွန်တော်ကစပိန်နဲ့သူ့ကျောင်းကိုအရောက်သွားပြီးကြိုတယ်ညနေ6 နာရီမထိုးခင်အထိတနေရာမှာစာအတူတူလုပ်ကြတယ်ပြီးရင်အဆောင်ကိုစီပြန်ကြတယ်ကျွန်တော်တို့ဟာနှစ်ယောက်တစ်ဘဝလိုပါပဲမန္တလေးတစ်မျိုးလုံးကျွန်တော်တို့ကိုတယောက်ကိုမြင်ရင်တယောက်ကိုသတင်းမရတဲ့အထိကျောင်းကဆရာဆရာမတွေအစားကြိုးစားကြတဲ့အတွေ့လို့အတိမတ်ပြရတဲ့အထိတက္ကသိုလ်လေးနှစ်စလုံးလဲအတူတူရှင်းလာကြတဲ့အေးစက်မှုတွေဟာဘဝတွေစတင်တိစောက်တော့အစာပြိုးလာတော့တာပဲကျွန်တော်အသက်23ရောက်မှကျွန်တော်မိဘရင်းဆိုတဲ့လူတွေကကျွန်တော်ကိုလိုက်ရှာပါတော့တယ်ပြန်တွေ့ခဲ့ကြပါတယ်ဘာကြောင့်ရဲ့ဆွန့်ပစ်ခဲ့တယ်လဲဆိုတဲ့မိကွန်းကိုပထမဆုံးစာမိတော့ကျွန်တော်ငယ်စဉ်ကအမေဟာကျွန်တော်မွေးပြီးတိတ်မကြခင်မှာဖောက်ပြန်ခဲ့လို့ကျွန်တော်အဖေကဒီမိသားစုပေါ်စိတ်နာပြီးကျွန်တော်အမေနဲ့ကွာရှင်းတဲ့အပြင်ကျွန်တော်ကိုပါဆွန့်ပစ်ခဲ့ပါတယ်တဲ့မိခင်ကလည်းနောက်ရင်တောင်ပြမှာမို့ကလေးအရှုပ်ကိုမခေါ်ခဲ့ချင်ပါဘူးလူတွေများလက်လွတ်စပယ်ဆန်လိုက်တာလို့ကျွန်တော်တွေးမိတယ်အဖေဆိုတဲ့လူဟာအခုတော့သူ့မမှန်းသိပြီးသူ့စီကိုပြန်လာခဲ့ပါလို့ကျွန်တော်ကိုနေတိုင်းလက်တောင်းဆိုနေတယ်ဒါပေမဲ့အဲ့လိုဆွန့်ပစ်ပြီးမှပြန်ကောက်တာဟာဘလို့မိသားစုဖြစ်နိုင်ပါတော့မလဲဒီရက်တွေကတကယ်မီးပဲဘေးကိုဒီအကြောင်းတွေမမျှဝေခြင်းဘူးငယ်စဉ်ကဒီအချက်တွေကြောင့်လိုလာထက်စိတ်ချင်းမြင်မြန်နှိစံလာပြီးအခုလိုမျိုးကျွန်တော်ကလုံးဝမတူတဲ့ဘဝတစ်ခုကိုပြောင်းသွားခဲ့ရင်ဘေးစင်းညရမလားဝေးကွာသွားရမလားဆိုတဲ့စိတ်ကရှိနေပြန်ပြီးဒီလိုနဲ့အခက်အခဲတွေကိုကြိတ်ပြေဆင်းနေခြင်းဘေးနဲ့ဝေးကွာလာတော့တယ်မပြောပြနိုင်တဲ့အကြောင်းအရာနှစ်ခုကြောင့်ထင်ကြံထားမိတဲ့ကိစ္စတွေများလာတယ်တွေးဖို့ရဆောင်ရတာတွေစိတ်လာတယ်အဖေအလုပ်တွေကိုတော့အရင်လောက်အတူတူမရှိပေးနိုင်တာတွေများလာတာဟာလာကနေနှစ်တွေဖြစ်လာခဲ့တယ်ကျွန်တော်ဘဝအပြောင်းလဲတစ်ခုလုံးဖြစ်တဲ့နှစ်မို့အဆဆရရထိလွယ်ဆန်လွယ်နဲ့ဘေးနဲ့ဆက်ဆံရေးဟာအေးခဲစပြုတ်လာတော့တာပဲမုတ်တိုင်းဟာတပွေပြီးတပွေကျွန်တော်မိသားစုကိစ္စတွေငြိမ့်သက်တော့ဘေးဟာပညာသင်စုရလို့ပညာတော်သင်သွားဖို့ဖြစ်လာတယ်အနည်းဆုံး3 နှစ်ခွဲရမယ့်အတိုင်းတောင်မို့ငယ်စဉ်ကလေးကမခွဲတူရှိလာတဲ့ကျွန်တော်တို့အတွက်အင်မတန်ရိုက်ခတ်ခဲ့တဲ့လှိုင်းတံဖြစ်တယ်ဘေးဟာသူနဲ့အတူတူကျွန်တော်ကိုလိုက်ခဲ့စေခြင်းနဲ့ဒီဘက်မှာလည်းအဖေအလုပ်ဟာကျွန်တော်ပဲရှိတော့လွတ်ခဲ့လို့မရပြန်ဖြစ်နေပြန်တယ်ဒီလိုပြောရရင်ရည်ရပေမဲ့အဖေဟာကျွန်တော်ပေါ်နှွေးထွေးပါတယ်ကောင်းပါတယ်ငယ်ရွယ်စဉ်ကမို့မိုင်မဲတဲ့အမအတွက်အတိုးချပြီးသူတက်နိုင်တဲ့လောက်ပြန်ပြီးစစ်နေရပုံရလို့ကျွန်တော်လည်းအဖေပေါ်တော့မိသားစုအဖြစ်ခင်တွယ်လာမိတယ်အခုချက်ချင်းပြန်ခွဲသွားဖို့ရမဖြစ်နိုင်သေးပြန်ဘူးကျွန်တော်တို့ဟာလမ်းစဉ်ဝေါ်ရောက်နေသလိုပထမဆုံးအကြိမ်ခံစားလာရတယ်ဘေးကတော့ဒီမြေဒီရေကိုမုန်းနေပြောတယ်ဘဝအသက်မှာမိသားစုအသက်စိတ်အသက်လူအသက်ပြန်စားခြင်းနဲ့ကျွန်တော်သိတယ်ကျွန်တော်ဘက်ကအခြေအနေကိုပြပြဖို့စူးစမ်းနိုင်မအောင်မြင်ခဲ့ဘူးဘေးရဲ့စိတ်တရားဟာလည်းကျွန်တော်နဲ့မတူညီတဲ့ပုံစံမျိုးနဲ့နှက်ဆိုင်နေတာပဲဆိုတော့ပေါ့ဒါပေမဲ့ကျွန်တော်လည်းသူနဲ့တူတူလိုက်ဖို့မဖြစ်နိုင်ပြန်ဘူးဒါပြင်ကျွန်တော်မိဘတွေရဲ့အိမ်တော်ရေးကိုကြည့်ပြီးကျွန်တော်တို့လည်းဒီလိုဖြစ်သွားမှာကိုစိုးရင်ပူပန်နေမိပြန်တယ်ဘေးနိုင်ငံခြားကပြန်လာပြီးမှပြောတော့မယ်လို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ဘေးကလည်းပညာတော်သင်သွားဖို့အချိန်က2 လလောက်ပဲလိုတော့တယ်ငယ်စဉ်အချိန်ကလေးကနှစ်ခုတစ်စိတ်လို့အတူတူရှိလာတဲ့ကျွန်တော်တို့အတွက်အစားအလုံးကဆုံးဖြတ်ရခက်နေပြီးတကားမှမရောက်ဘူးတဲ့လမ်းဆောင်လောက်ကိုရောက်နေကြတယ်လို့ပဲမောင်ဘေးနဲ့မလိုက်ဘူးဆိုရင်ပြန်လာတဲ့အခါဘေးတို့လက်ထပ်ကြမယ်လို့ဂရုပေးမလားဒါဟာစဉ်းစားမထားမိတဲ့အမေတစ်ခုကျွန်တော်ဘဝဟာဒါတွေကိုတွေးဖို့တောင်ဆက်ဆက်ခက်နေတဲ့အခြေအနေတစ်ခုပြီးတော့မိသားစုဒါဟာတခါမှမတွေးထားရသေးတဲ့အရာတစ်ခုအခုထိကျွန်တော်မမှတ်ရသေးတဲ့အိမ်မက်ဘေးအဲ့ဒါလေဒီနေ့တွေတဲ့မောင်ရင်ကနေမတူတော့တာသိလား
ကျွန်တော်မဖြေနိုင်ခဲ့ပါကျွန်တော်ဘဝဟာမုန်တိုင်းဝင်ထားကစားပြောင်းဆန်နေတာဘယ်တစ်ခုကိုစားကောင်းရမလဲမသိတဲ့အခြေအနေတွေတကယ်လို့ဘီတို့လက်မထပ်ဘူးဆိုရင်နောက်ခွင့်ရအောင်အချိန်တွေကုန်တယ်ကြားတယ်ဘာကျွန်တော်ကသူ့အတွက်အချိန်တွေကုန်ရုံပဲလားကျမသူ့အတွက်တပွားလုံးမဟုတ်ဘူးဆိုရင်ဒီတနေရာမှာနဲ့ရက်ပြစ်လိုက်ရမှာလက်ထပ်ဖို့တော့မောင်တို့တေချာစဉ်းစားအောင်မယ်လေအဲ့လိုပြောတော့ဘေးဟာရှိတယ်ဆယ်စုနှစ်တခုကျော်မောင်နှမ်းမှာရှိထားတဲ့မိန်းမတယောက်ကိုလက်ထပ်ဖို့လေတော့မောင်မစဉ်းစားတတ်ဘူးဆိုတာတိတ်ပေါ်ပြရမကြလွန်ဘူးလားမစဉ်းစားထားတာမဟုတ်ပါဘူးလက်ထပ်တယ်ဆိုတာအခုစိတ်ကူပေါအခုထားလို့ရတဲ့အကြောင်းမှမဟုတ်တာမဟုတ်ဘူးမောင်မဟုတ်ဘူးငယ်ငယ်ကလေးကကျမမိသားစုဘဝကိုအမြဲအိမ်မက်မက်လာတာမောင်နဲ့အတူဘဝဆုံးတိုင်းအတူတူရှိဖို့အမြဲကျမဘက်ကပြောနေကြတာမောင်ကရောမောင်ကဒီအတိုင်းအေးဆက်ဆက်မျက်လုံးနေတယ်ပဲမရေရာတဲ့စကားတွေပဲအမြဲပြောနေကြတာလေကျမအခုသွားမှပြန်လာခြင်းလဲပြန်လာမယ်မလာခြင်းလဲမလာဘူးဒါကျမတို့ဆက်ဆံရေးရဲ့အဆုံးဖြစ်ပဲမောင်ဒါဘဝရဲ့စုံမှတ်ပဲသူကလည်းပြန်မလာခြင်းတော့ဘူးကျွန်တော်ကလည်းမလိုက်နိုင်ခဲ့ဘူးမဟုတ်ပါဘူးဘေးပြန်လာမှာပါဘေးကအောင့်တက်တဲ့အပြုံတစ်ခုပြုံးနေပြန်လာရင်တော့မောင်အတွက်မဟုတ်တော့ဘူးကျမတို့ကအသက်တွေကြီးလာတာမောင်ကို့အတွက်အနာဂတ်အစီအစဉ်မရှိတဲ့လူတွေရဲ့ဘဝမှာအချိန်တွေကိုထက်အကုန်ခံနေရမယ့်အရွယ်တွေမဟုတ်တော့ဘူးကျွန်တော်ထင်တယ်ဒီစကားဝိုင်းဟာဒီနှစ်အတွင်းဘေးနဲ့စကားအများဆုံးပြောဖြစ်ခဲ့တဲ့တခုတည်းသောအချိန်တွေဖြစ်နေမလားဒီကလေးမဟာအများကြီးပြောင်းလဲသွားပြီပဲဘဝအတွက်အများကြီးတွေးတတ်နေပြီကျွန်တော်တို့ဘာစကားမှဆက်မပြောဘဲဆက်ထိုင်နေကြတယ်ဘေးဟာကျွန်တော်ပြီးထားတဲ့ဆွေးချုပ်ကိုဝိထားနေတော့မယ်ဒါသူကျွန်တော်ကိုချစ်နေပါသေးတယ်ကဲပါစိတ်ကိုလျှော့ပါမောင်ရှေ့ဘက်ကြအားတယ်အားကွာဘေးအတွက်အားပေးမယ်မောင်တို့အတူမရှိကြတာစကားတချောင်ပြောကြတာလဲကြောက်ရင်မဟုတ်လားဒီတော့ဘေးသွားကျင်တဲ့ကလောကိုမောင်းလိုက်ပို့မယ်မောင်တို့အဲ့ဒီမှာအေးစစ်စစ်နေကြမယ်မောင်တို့အနာဂတ်ကြောင့်ဆွေးနွေးကြမယ်မောင်တို့အရင်ကအကြောင်းတွေပြန်ပြောကြမယ်လေမကောင်းလားကျွန်တော်အဲ့လိုချမှဘေးမျက်နှာကပြန်ပြီးကြည်လင်လာတယ်ဒီခီးမှာဘေးကိုပြောစရာရှိတာတွေပြောဖို့အားတင်းရပါဦးမယ်ဒီလိုနဲ့တပတ်လောက်နေတော့ကျွန်တော်နဲ့ဘေးနဲ့အတူတူကလောဘက်ကိုခရီးထွက်ခဲ့တယ်စက်တင်ဘာလကုန်လောက်ဖြစ်နေပြီမို့ရှမ်းပြည်ရဲ့ဆောင်ဟာအစာပြုတ်နေပြီညနေဘက်တောင်ပေါ်မှာမြူတွေဆိုင်ပြီးမှန်းညွန့်ညွန့်ရာသီဥတုနဲ့အတူချမ်းစိမ့်စိမ့်ဖြစ်လာပြီတောင်ပေါ်ဒေသကိုရောက်တာနဲ့အမျှဖြည်းဖြည်းပဲမောင်းနှင်လာခဲ့တယ်အချစ်နဲ့အတူတောင်တွေကိုကြည့်ရင်တိမ်တွေကိုကြည့်ရင်လှတဲ့နေရာတွေမှာဘေးရတဲ့ဓာတ်ပုံနဲ့ရိုက်ပေးတယ်ဘေးကကျွန်တော်ဘဝအတွက်ဖျားပေးတဲ့လက်ဆောင်ပဲအေးဆက်ဆက်ဘဝတွေကိုထွန်းလင်းပေးတဲ့နေမင်းလိုဖြစ်တည်မှုမျိုးအမောင်ထဲမှာတယောက်တည်းထိုင်နေတဲ့လာကန်းနဲ့ကဲတင်ရှင်လိုလက်မျိုးဘေးကကျွန်တော်ဘဝရဲ့အထိုက်တန်ဆုံးတန်ဖိုးအရှိဆုံးအရာဆိုလဲဟုတ်တယ်ဘေးကတော့ထင်လိုက်မယ်ကျွန်တော်သူ့ကိုလက်ထပ်ဖို့တုံဆိုင်နေလို့ကျွန်တော်သူ့အပေါ်ပြောင်းလဲလာတယ်လို့တကယ်ဟာကျွန်တော်လိုယောက်ျားအတွက်တော့ဘေးဟာမိခင်နဲ့တူတဲ့မိန်းမတစ်ယောက်ပဲဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေတယ်လို့ထင်ထားမိပြီးအချိန်မီပြန်လို့ရတဲ့အိမ်လို့ကျွန်တော်ကထင်ခဲ့မိပါနဲ့ဒါဟာအပိုင်တွက်ချင်းမဟုတ်ရပါတဘွားလုံးချစ်ချင်းမြတ်တာတွေဟာကျွန်တော်ကသူ့အတွက်သူကကျွန်တော်အတွက်ပဲဖြစ်နေမှာလို့ထင်ထားခဲ့တာကလောကိုရောက်တော့ညနေဆောင်နေပြီကျွန်တော်တို့တဲကြတဲ့ဟိုတယ်ဟာမြို့ထဲမှာမဟုတ်ပဲတောင်ပေါ်ဘက်ရောက်တော့စိတ်စိတ်ငြိမ်ငြိမ်ရှိလာတယ်တောင်ပေါ်လေးရဲ့တစ်ချက်ဝှေ့ချက်အကြားလေစိမ်းတွေတိုင်းလို့ဘေးကိုပဝါတစ်စောင်းချုံပေးထားတယ်မိတဖိုးပုံပြီးကျွန်တော်တို့ကော်ဖီတူတူတောင်းကြတယ်ကျွန်တော်ကကော်ဖီမကြိုက်ဘေးကကော်ဖီကြိုက်တယ်ခက်ချိုချိုလေးကြိုက်တယ်ကျွန်တော်ဘေးအတွက်ကော်ဖီဖြောနေချိန်မှာဘေးကကျွန်တော်ကြိုက်တဲ့ပတ်မုံမီးကန်ကိုဟိုတယ်ကိုမှာပေးထားတာလားပို့ကျွန်တော်တို့ကြောင်းတက်နေစားအချိန်ကိုပြန်စဉ်းစားမိတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့ကြောင်းနှစ်ခုမတူတာတောင်နေ့လည်စာစားချိန်ဆိုအမြဲကြောင်းနှစ်ခုရဲ့အလဲနေရာမှာချင်းစုံစားကြတယ်ထမင်းဘူးနှစ်ခုညှစားပြီးအချိုးတဲတဲ့အခါကျွန်တော်ကဘေးကြိုက်တဲ့ကော်ဖီကိုရင်သွေးဘူးတည်တည်လေးနဲ့ထည့်ဖြော်လာတတ်ပြီးဘေးကကျွန်တော်အတွက်ပေါင်မုံယူတော့ပေါင်မုံကျော်ပေါင်မုံထုတ်ဘက်တစ်ခုခုကိုဘူးတစ်ခုခုနဲ့ထည့်လာတတ်တယ်ဒါဟာမတိုင်ပင်ထားတဲ့တယောက်အတွက်တယောက်ဖြစ်စီပေးခြင်းပဲဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝနှစ်ခုဟာကျိုးတယ်ဆိုအပြန်အလှန်ချီရထားသလိုမျိုးတယောက်ဘဝထဲမှာတယောက်နေထိုင်နေတယ်ဆိုတာထက်ကိုပိုတာလွန်းလာတယ်တခါတရံဘေးဘဝရဲ့ပြဿနာတွေကိုကျွန်တော်ကဘေးစိတ်မငြိမ်ရအောင်ကြိတ်ဖြေရှင်းနေချိန်မှာဘေ
ဘေးကလည်းကျွန်တော်ပြဿနာတွေကိုဖြေရှင်းပေးနေတာမျိုးကြုံတဲ့အခါပြုံးရသေးတယ်ပူပြီးချစ်ရသေးတယ်ကျွန်တော်လက်ထဲကကော်ဖီကောက်ကိုမြင်တော့ဘေးကပြုံးနေဘေးလက်ထဲကပေါင်မုံကြော်ကိုမြင်တော့ကျွန်တော်ကပြုံးနေဘေးပြောတဲ့ကျွန်တော်တို့ကြောင့်အိတ်ဆက်နေပြီဆိုတာဘာများပါလဲလို့သာထင်မိတယ်အဲ့နောက်မှာတော့အရှင်အเจ้าနေပြန်ပြောပြကြတယ်ကြာဆို10နှစ်နီးပါးခန့်ကြာလောက်ပြီးကျောင်းမှာအဝါရောင်ကောင်မလေးကိုငေးဘူးတဲ့အကြောင်းတော့တေချာပြပြဖြစ်ပါသေးတယ်မဟုတ်ရင်သူကပဲတစ်ဖက်သက်အရှင်ကြိုက်တာပါလို့ဘေးကပြောလွန်းလို့ဘေးကတက်တီရှိရှိကောင်မလေးဖြစ်တယ်ဘဝအခြေအနေချင်းအတူတူတောင်ကျွန်တော်ကပျော်အောင်မနေနိုင်ပေမဲ့ပျော်အောင်နေနိုင်တဲ့ကောင်မလေးကျွန်တော်မတွေ့ထရတဲ့အချမ်းကိုဆွဲခေါ်ပေးခဲ့တဲ့အဝါရောင်ကောင်မလေးပေါ့အတန်းနဲ့ဟာကျွန်တော်တို့ကိုအမြဲစားတဲ့တငယ်ချင်းအကြောင်းကြောင်လန်းထိတ်ကတောက်လို့ကောင်းတဲ့ရခိုင်မုန်းတီကိုတတိယကြောင်းအတန်းနဲ့ဟာသဘောကောင်းတဲ့အတန်းမိန်ဆရာမအိမ်ကိုလည်းတွားကျင်သေးကြောင်းတက္ကသိုလ်စားတဲ့နေ့ဟာဘေးဖက်နဲ့ပြက်လို့မဖက်နဲ့စီးခဲ့ရတာမမိသေးရလားဆိုတဲ့အကြောင်းဘွဲယူတဲ့နေ့ကမောင်ခုလာပေးခဲ့တဲ့နင်းစီပန်းအဖြူတွေအကြောင်းညတဖြည်းဖြည်းနှက်လာတဲ့အခါလေကပူပူအေးလာတယ်ရှေ့မှာဖိုးထားတဲ့မိဘကကျမကိုနောက်ကနေတိုက်ဖက်ထားတဲ့မောင်ရင်ခွင်ရဲ့အနှွေတက်ကိုတက်ဆက်ကလေးမှတောင်မမိနိုင်ပါဘူးမောင်ကကျမကိုရှင်ခွင်နဲ့ထိပ်ဖက်ထားရမကအေးဆက်နေတဲ့ကျမလက်နှစ်ဖက်ကိုပါနေရာလည်းမရှိအောင်စုပ်ကင်ထားပေးတယ်မောင်ဟာအေးဆက်မလို့နဲ့နှွေးထွေးတယ်မချစ်တဲ့တရားနဲ့ချစ်တတ်တယ်ကျမတို့အတူတူရှိလာတဲ့ကာလတစ်ချောင်းလုံးကျမဒီဆက်ဆံရေးကအစားပြုခဲ့တာဆိုရင်တောင်ဒီလောက်ရှိကြအောင်ထိမ့်သိမ့်နိုင်ခဲ့တာမောင်မဲမောင်ဟာကျမတို့ကြားပြဿနာရှိလာပြီဆိုရင်စကားဝိုင်းကိုရက်ပြင်းလိုက်တယ်ကြောခိုင်းသွားတယ်နောက်2ရက်လောက်ကြာရင်နှင်းစီပြူတွေနဲ့ဖြစ်ဖြစ်ကျမစီကိုပြန်ရောက်လာတာပဲပြီးဆိုတဲ့အတိတ်ပဲကိုမောင်ကပြောတယ်ကျမကတော့မောင်ကတကယ်တမ်းနောက်ဖို့မခံချင်လို့ပြဿနာကိုရှောင်နေတာကျမကိုမချောတတ်တာလို့အမြဲတွေးနေတတ်ပေမဲ့တခါတရံလဲမဟုတ်ပုံပဲကျမသိသလားမောင်အကြောင်းပြောရရင်မောင်ဟာနားလည်ရခက်တယ်ထင်ရပေမဲ့တကယ်တမ်းကျမောင်ဟာသူ့ဘဝသူအစိုးမရတယ်လို့ပဲဘဝဟာကာယတွင်ရခတ်လိုက်တာအချစ်ရင်လို့မောင်ကတခါပြောဘူးတယ်ငယ်စဉ်ကလေးကမောင်ကဘာလို့မှမမျော်လင့်ထားဘူးတဲ့မျော်လင့်မိတဲ့အခါတိုင်းလွှဲရတက်လို့လေမောင်ဟာဘယ်ရာကိုမှမဖမ်းဆုပ်ချင်တော့တယ်လို့ပဲသူ့ကိုယ်သူရောအချစ်ကိုရောပေါ့နောက်တစ်နေ့နံနက်မှာကျမတို့စပိန်နဲ့ကလောဆေးကိုသွားကြတယ်မောင်စပိန်နောက်ကလိုက်ခဲ့တဲ့အတိတ်ကနေရက်တွေကိုပြန်ရောက်သွားတယ်လို့ပဲမြင်တွေ့ရတဲ့မောင်ကျော်ပြင်ဟာအရင်လိုကြည့်ကောင်းနေတော့ပဲငင်းနေရင်ကိုမောင်နဲ့ဝေးတယ်လို့ခံစားနေရတယ်ကလောမှာစီနေတဲ့ရက်တွေဟာကျမတို့နှစ်ယောက်ကိုပြန်ပြီးနှိကပ်လာစေတာပါပဲကလောကတောင်းနေစီတိတ်နေစီအတူတူသွားပြီးငယ်တော့အကြောင်းလေးပြောပြီးမောင်ကိုစားရင်မောင်ကတိတ်မခံခြင်းဖြစ်တာပဲမောင်ကိုကျမကပို့ချစ်ပါတယ်ဒါပေမဲ့ဒါဟာပြောစရာပါကိုကချစ်ရတဲ့လူကိုနားမှာရှိနေတာဟာပြောစရာပါမောင်ကကျမရှိတဲ့စီကိုတနေ့အရောက်လိုက်လောင်ခဲ့ပါမယ်သူ့ကိုအစင်တစ်ခုပေးပါလို့ပြောတယ်ကျမလည်းလက်ခံခဲ့တယ်ဒီလိုနဲ့ကျမတို့ရန်ကုန်ကိုပြန်လာခဲ့တော့မောင်ကလည်းလက်ဟာနေတဲ့သူ့အလုပ်တွေသူ့လုပ်ကျမကလည်းကိုယ့်အလုပ်ကိုကိုယ်လုံးနဲ့ပြန်ပြီးအနေစိမ့်နေကြပြန်ရောစကားတွေနဲလာရင်ဝေးကွာတတ်ကြတာလားဝေးကွာတော့မဲဆိုရင်စကားတွေနဲလာကြတာလားကျမလည်းမပြောတတ်တော့ဘူးမောင်ဟာသူ့ကိုယ်သူရောကျမကိုရောအချိန်မရွေးလွတ်လွတ်ဖို့အမြဲပြင်ဆင်ထားတယ်လို့ပါပဲမိဘမဲ့ချင်းအတူတူစိတ်တန်ရချင်းအတူတူတောင်မောင်ဟာမိသားစုဘဝကိုသူ့ဘဝထဲမှာတခြားလူတစ်ယောက်ကအမြဲနေထိုင်ပြီးမယ်ဆိုတာကိုယုံကြည်ချက်မရှိတော့ပဲကျမကတော့ကိုမရခဲ့တဲ့မိသားစုဘဝကိုရအောင်တည်ထောင်ခြင်းခဲ့တယ်စိတ်တန်ရတွေကလည်းလူတွေကိုဝေးကွာစေတာပါပဲတလအကြာမှာအစီအစဉ်တိုင်းကျမနိုင်ငံကနေထွက်ခွာခဲ့ရတယ်မောင်နဲ့အဆက်တွေကရတဲ့ချက်မရတဲ့ချက်6လအကြာမှာမောင်ကကျမကိုရုတ်တရက်အဆက်တွေဖြတ်ခဲ့တယ်မောင်ဟာမောင်ကလေးကိုမတီးကျမကတော့အကြောင်းပြချက်များစွာရှာမရရင်အယူတယောက်လိုသာကြံခဲ့ရတော့တယ်လိုက်မလာနိုင်တဲ့အကွာအဝေးတွေမှာမောင်နေမကောင်းတာလားမောင်တစ်ခုခုဖြစ်လားကျမကိုစိတ်ဆိုးစိတ်ကောက်စရာရှိသလားစားတဲ့မျိုးခွင်းများစွာနဲ့အယူတယောက်လိုပြန်လာဖို့အထိလဲစူးစမ်းခဲ့ပေမဲ့မောင်ဟာရှောင်နေတာအမှန်ဆိုကျမမောင်ကိုရှာလို့ရမှာမဟုတ်ပါဘူးဒါဟာအဆုံးတည်းဆိုရင်လက်ခံလိုက်ဖို့ကောင်းလဲပြီးဘာမှမတတ်နိုင်ပါဘူးယောက်ျားမိန်းမဆက်ဆံရေးမှာဘလို့အခြေအနေမျိုးအထိရှေ့ဆက်ကြမလဲဆိုတဲ့ဆုံးဖြတ်ချက်ကယောက်ျားတွေဘက်ကတောင်းလင်းပါတယ်မောင်မိန်းမတရားကိုလက်ထက်တဲ့အတိုင်းအတာထိသွားမလားသမီးစားပွားမှတင်ဖြတ်ချခဲ့မလားဆိုတဲ့ဆုံးဖြတ်ချက်ကလည်းယောက်ျားတွေဘက်ကအလေးတာပါတယ်မောင်ရဲ့ဆက်ဆံရေးတစ်ခုကိုမ
မိမတယောက်ဘက်ကဖျက်ချလို့ရတယ်ဆိုရင်တော့ရှစ်ဆက်သွားဖို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုတော့ချလို့မရဘူးမောင်ဒါဟာအမှန်တရားပဲကျမလက်ခံဖို့တိတ်ခတ်ခဲ့တဲ့အမှန်တရားမောင်ကိုတိတ်ချစ်ခဲ့တယ်မောင်ဘဝတွေကိုလာကျင်ခဲ့တယ်ကျမဘဝတွေကိုမောင်ကိုခေါ်ကျင်ခဲ့တယ်မောင်ဘဝတွေကိုလာကျင်ခဲ့တယ်ကျမဘဝတွေကိုမောင်ကိုခေါ်ကျင်ခဲ့တယ်ဒါပေမဲ့မောင်ကကျမကိုမောင်ဘဝတွေခေါ်ဖို့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်မထားခဲ့ဘူးဒါဟာကျမတို့ဆက်ဆံရေးရဲ့အကြီးမားဆုံးအားနည်းချက်ပဲမိမတွေဟာဆက်ဆံရေးကိုရှေ့မဆက်နိုင်ဘူးမောင်ဒါပေမဲ့ဖြတ်တော့ဖြတ်ချနိုင်ပါတယ်ရန်ကမန္တလေးရောက်တာနဲ့ကျမမိမတွေနဲ့ညစာအတူတူစားကြဖို့အိမ်ကိုလာလဲတယ်အရာအလုံးဟာချုံးမိပါတယ်ရန်ကလက်တက်ဖွေရကိုတိတ်လောကျမမိမတွေကရန်ဖေဖေကပါသဘောတူနေကြတော့လေကျမတို့ကြားမှာတိတ်တော့အချိန်ဆွဲစရာမရှိပါဘူးစားတောက်ပြီးပြန်ဖို့အိမ်ရှိကိုလိုက်ဖို့တော့ရန်မသားခင်ကျမလက်တွေကိုစုပ်ကန်ပြီးပြောတယ်။မြင်လက်ထက်ကြရအောင်ကိုနဲ့တူတူဟိုတနေ့လောက်တော့လိုက်နေပေးပါပြီးရင်ဒီမှာအခြေချဖို့ကိုစူးစမ်းပေးပါမယ်။ဒါကြောင့်ကိုမသားခင်လက်ထက်သွားရအောင်။အဲ့လိုပဲလုပ်ကြတာပေါ့။ရန်ကသူ့ပေးဖို့ရည်ရွယ်ထားတဲ့လက်စစ်လေးကိုထုတ်ပေးတယ်။ကျမလက်သက်ကျင်မှာဝစ်ပေးရင်ရန်ကပြောတယ်။လူတိုင်းကလူတွေရဲ့ဘဝကိုတောက်ပစွာအလင်းပေးနိုင်တဲ့နေမင်းကြီးဖြစ်ချင်ကြတယ်။ဒါပေမဲ့ကိုကတော့လာမင်းလေးပဲဖြစ်ချင်တယ်။အမောင်မိုင်ဆုံးအစိပ်ပိုင်းတွေကိုနည်းနည်းလောက်အလင်းပေးအဖော်ပြပေးနိုင်တာမျိုးပေါ့။ကျေးဇူးပါကိုနားမှာနေဖို့ရွေးချက်ပေးလို့ပြန်တော့နောက်ကျနေပြီ။ဒီလိုနဲ့ကျမတို့ရဲ့တပွားလုံးစာခရီးစဉ်ဟာအပျော်တွေနဲ့တော့ဆက်တင်ခဲ့ရပါတယ်။ဒါပေမဲ့ဘလို့ရလက်ပဲဖြစ်ဖြစ်ကျမကတော့ကျင်းနဲ့စာလက်ခံမှာပါ။ဘေးစီကအပြန်လန်းမှာဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာလို့ကင်လိုက်တော့မိုဘိုင်းစီကဖြစ်နေတယ်ခဏလောက်တွေ့ကြရအောင်လို့ပြောလို့ကျွန်တော်တို့ဆိုင်တဆိုင်မှာဝိုင်းတောင်ရွတ်တွေ့ဖို့ချင်းပြကြတယ်အချိန်တွေဆွဲမနေတော့ပဲကျွန်တော်ခုပဲသွားခဲ့တယ်ကျွန်တော်ရောက်တဲ့အချိန်မှာမိုဘိုင်းကရောက်နေခဲ့ပြီးကျွန်တော်ထိုင်လိုက်တဲ့အခါဝိုင်းခွက်ငှက်ပေးတယ်သူနဲ့ကျွန်တော်ကရန်သူတွေမဟုတ်ပါဘူးသူဟာကျွန်တော်ချစ်တဲ့လူကိုချစ်တဲ့သူဖြစ်ပြီးကျွန်တော်ချစ်တဲ့လူကလည်းတိတ်ချစ်ခဲ့တဲ့သူပဲဖြစ်တယ်သူ့အတွက်လည်းအဲ့လိုပဲဖြစ်မယ်ထင်တယ်။မူပိုင်ကကျွန်တော်လက်မှာဝတ်ထားတဲ့လက်စွပ်ကိုအကဲခတ်ကြည့်ပြီးပြုံးလိုက်တယ်။တပွားလုံးအတွက်သိကြပြီလား။ကျွန်တော်လည်းဇုံတဲလက်စွပ်လေးကိုကြည့်ရင်သိကြပြီလို့ဖြေလိုက်တယ်။မူပိုင်ကအေးစစ်စစ်ပဲကောင်းနေတယ်။ဝိုင်းတစ်ခွက်ကောင်အောင်တောင်းလိုက်ပြီးနောက်တစ်ခွက်ထပ်ထည့်တယ်။ဘေးသူ့အချစ်ကမှန်လို့ပဲ။သူ့ကိုချစ်ရင်သူ့မင်းကိုချစ်လိမ့်မယ်။မင်းသူ့ကိုနာကျင်စေရင်သူ့မင်းကိုနာကျင်စေလိမ့်မယ်။မင်းသူ့ကိုမုန်းရင်သူ့မင်းကိုမုန်းလိမ့်မယ်။သူပြောတဲ့စကားတွေကိုကျွန်တော်ငြိမ်သက်စွာနားထောင်နေခဲ့တယ်။ကျွန်တော်ကတော့အဲ့လိုမထင်ဘူး။သူဟာနှွေးထွေးတဲ့မိန်းကလေးတစ်ယောက်ပဲ။မဟုတ်ဘူး။မနှွေးထွေးဘူး။အေးဆက်တယ်။အတွင်းစိတ်ထဲမှာအေးဆက်နေတယ်။ကိစ္စတော်တော်များများမှာပွင့်လင်းနေလို့ထင်ရပေမဲ့တကယ်တမ်းကျတော့တိတ်ကိုလှုပ်ဝက်တက်လွန်းနေ။ဒုက္ခရောက်နေရင်အကူညီမဲ့နေရင်ဘသူ့ကိုမှမခေါ်တတ်ဘူး။ဒါတွေအကုန်လုံးသိရတော့ဘာလို့ဖြစ်ပေခဲ့ရလဲ။ဘယ်လိုပဲဖြစ်ဖြစ်သူဟာဘေးကိုနာကျင်စေခဲ့တဲ့သူမဟုတ်လားတပွားလုံးမပေးနိုင်လောက်လို့ပေါ့တပွားလုံးရှိနေပေးနိုင်မှာမသေးကြခဲ့လို့ခဏတာပဲချစ်ပေးပြီးခဏတာပဲဂရုစိုက်ပြီးအနေနဲ့တန်ရုံးစင်တွေတွေ့ခဲ့ပြီးမှဝေးသွားကြရင်အပြန်အလှန်ရှင်တွေနာရမှာစိုးလို့ပေါ့မူပိုင်ကဆက်ပြောတယ်ဒါပေမဲ့လည်းတကယ်တမ်းရင်နာခဲ့ပါတယ်အချစ်ကိုပြစ်ပင်ရင်အချစ်ကတန်ခတ်တတ်တယ်လေငါတို့ကြောင့်မှအချစ်ကလွင်ရင်ဘာမှမရှိခဲ့ဘူးတယောက်ကိုတယောက်ဘဝထဲကိုခေါ်ဖို့လဲတတိမရှိသလိုအပြန်လန်မာနတွေအတ္တတွေထားခဲ့ပြီးဝေးကြရင်တော့ပိုကောင်းနေမလားဝေးနိုင်လိမ့်မလားလို့အမြဲတွေးနေကြတာအချစ်ကလွင်ရင်ဘာမှမရှိဘူးရိုင်ယန်ကတော့ဘာမှမပြောခဲ့ပါဘူးသူဒီကိုရောက်လာတာလဲနောက်ဆုံးအနေနဲ့တန်တရားတွေကိုရှင်းပြခြင်းလို့ရောက်လာတာဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့လဲစိတ်တုံးတုံးချခြင်းလို့ခေါ်ခဲ့တာပဲမဟုတ်လားလက်ကြံဝမ်းကိုမောချလိုက်ရင်မူပိုင်ကပြောတယ်ကောင်းကောင်းကြည့်ဆက်ပေးပါငါကြောင့်အများကြီးနာကျင်ခဲ့ရပြီမို့လက်ကြံပေါ်မှာတော့ဘာကြောင့်မှမနာကျင်ရတော့ပဲပျော်ဖို့ထိုက်တန်တဲ့လူပါလက်ထပ်ပွဲကိုမြ မြန်ဆန်ဆန်နဲ့အကောင်းဆုံးဖြစ်အောင်စီစဉ်ကြဖို့ကျွန်တော်တို့နှစ်ယောက်စလုံးဆရာထက်တန်နေကြတယ်အလုပ်တွေနားနိုင်တာအကုန်နားပြီးပွဲအတွက်စီစဉ်နေရတာကြောင့်အခုရက်ပိုင်းတွေနှစ်ယောက်အတူတူအမြဲရှိနေတာကများတယ်ခမ်းမကြည့်ဖို့သွားနေတော့ရိုင်ယန်ကဝေးစရာတစ်ခုရှိလို့ဆိုရင်စိတ်ဝင်နေတော့ကျမ
ကားပေါ်မှာခဏနေခဲ့ချိန်ရန်ဖုံးလာလို့ကျမလည်းကန်လိုက်တယ်။အလုပ်ကိစ္စမို့ကျမတိတိလောင်ပြောလိုက်ပြီးပြန်ဆက်ပေးပါမယ်လို့ချလိုက်တယ်။အမတ်တမဲရန်ကွန်တက်ကိုကြည့်လိုက်တဲ့အချိန်မှာမောင်နဲ့ဖုံးပြောထားတာကိုတွေ့လိုက်ရတဲ့အချိန်မှာကျမစိတ်ထဲခုသွားတယ်။ရန်ပြန်လာတော့ကျမဖုံးကိုပြပြီးတော့ရန်မညာစရန်ဖြေပါတယ်။ရန်သူနဲ့ထပ်မတွေ့ပါနဲ့။ဘာလို့များကျမရင်ပြီးခဲ့တဲ့အတိတ်ကလူတွေနဲ့ပတ်သက်ချင်ရတာလဲရန်ရဲ့သူကပြောလိုက်သေးတယ်ဘာမှမပြောပါဘူးရန်ကကျမကိုချော့မြူပြီးမှအေးအေးဆေးဆေးပြီးသွားပြီမဲ့မောင်ပါလို့ရန်ကိုခေါ်လဲဆိုတာကျမသိဖို့လိုတယ်ကျမမောင်ကိုတွားတွေ့ခဲ့တယ်ကော်ဖီဆိုင်မှာတွေ့ဖို့ပြောခဲ့တယ်ကျမရောက်တော့မောင်ကရောက်နေခဲ့ပြီဒါဟာကျမတို့ချင်းစင်မှုတွေတစ်ချောင်းလုံးမှာပထမဆုံးအကြိမ်ဖြစ်မောင်ကဥစားရောက်နေခဲ့တာမောင်ကိုမျက်နှာချင်းဆိုင်ရတာမခက်ခဲတော့ပါဘူးအစားအလုံးကိုလက်ခံလိုက်ပြီးနောက်မောင်ကိုရင်ဆိုင်ရတာလွယ်ကူသွားပြီဘာလို့ရန်ကိုဖုံးဆက်ခေါ်လာလဲမောင်သူ့ကိုဘာမှမဟုတ်တာမပြောလိုက်ပါဘူးဘေးမြဝင်းတွေဟာအရင်ကလိုကျွန်တော်ကိုချစ်ဆောင်ငေးကြည့်နေတဲ့မြဝင်းတွေမဟုတ်တော့ပဲသူချစ်တဲ့လူတယောက်ကိုစိတ်ဆင်းရဲစေခဲ့တဲ့လူတယောက်ကိုရန်လာတွေ့တဲ့တက်တီရဲရဲကောင်မလေးတယောက်နဲ့တူလာတယ်ဒီအသွင်ကိုတခါမှမမြင်ခဲ့ဘူးအော်သူမဟာတကယ်ကို့ပေါ်အချစ်တွေကုန်းဆုံးသွားခဲ့ပြီပဲကျမချင်ရတဲ့တဲဦးတဲတော်လူပဲမထီနဲ့ကျမငြိမ်းခံနေမှာမဟုတ်ဘူးဒီလိုစကားတွေပြောတတ်မယ်လို့တခါမှကျွန်တော်မသိခဲ့ဘူးမောင်ကိုအဲ့လောက်တိမပြောပါနဲ့လားမောင်မျက်ရည်တွေဝိုင်းလာတာမြင်တော့ကျမဒေါသတွေပြင်းငိမ့်သွားပြီးမောင်ကိုအရင်ကလိုပြန်မြင်တော့တယ်တကယ်တော့မောင်ရှိမှအခြားတယောက်ကိုတဲတဲလို့ချစ်ပြတာမျိုးတော့ကျမမလုပ်ခဲ့တယ်မို့ဂယုဆိုင်အဆဆရရစောင်းနှင်းတွေအေးဘက်မခံနဲ့အစာလည်းမခံနဲ့ကလေးတွေနဲ့ဆိုရင်မခိုင်းမိစေနဲ့ဟင်းကိုအပူမလောင်စေနဲ့အလုပ်တွေညစ်နေတဲ့အထိမလုပ်နဲ့ခရီးသွားရင်မဲအိတ်တက်လို့နောက်နေ့တရက်ဝအောင်နာပူတဲ့ဒေသတွေရောက်ရင်အတက်နိုင်ဆုံးအေးတဲ့နေရာကိုရှာမိလဲအောင်မယ်မောင်ပြောနေခဲ့တာတွေဟာကျမအဝေးရောက်နေတဲ့နှစ်တွေမှာကြုံခဲ့တဲ့ကိစ္စတွေနဲ့စင်တူလင်းတော့ကျမမောင်းစကားတွေကိုအံ့ဩစွာနားထောင်နေခဲ့တယ်လမ်းသွားရင်ဖုံးမတုံနဲ့ကော်ဖီတွေအရန်ခေါအောင်မတောက်နဲ့နေမကောင်းဖြစ်တတ်တာကိုဆေးတွေကြိုဝဲထားတယောက်ယောက်ကညဘက်ကြီးလာဖို့ပေးလိုက်မယ်လို့မတွေးနဲ့ဒီစကားကြမှာကျမမျက်ရည်တွေထိမရအောင်စိတ်ကြလာတာကျမနေမကောင်းဖြစ်နေတဲ့ရက်တရက်မှာအေးရှိမှာဆေးတုပ်တထုံနဲ့ကျမကြိုက်တဲ့အစားအစာတွေပေးခဲ့တာမောင်ဖြစ်နေခဲ့တာလားမောင်ဟာကျမအနားမှာရှိနေခဲ့တာလားမောင်ကတော့စကားတွေဆက်ပြောနေခဲ့တယ်ငါတို့ကြမှာအချစ်ကလွဲရင်တကယ်ဘာမှမရှိခဲ့တာပဲယုံကြည်မှုနားလည်မှုလိုအပ်မှုဖေးမမှုနှွေးထွေးမှုဒါတွေအစဘာမှမရှိဘူးဒီအတိုင်းအချစ်ပဲရှိခဲ့တာအတူတူရှိနေတဲ့အခါတယောက်ကအလျှော်ပေးမှာကိုပဲတယောက်ကအမြဲလိုချင်ပြီးတယောက်ကဆက်ဆက်သွင်းမှာကိုပဲတယောက်ကစောင့်နေပြီးကလေးတွေလိုမျိုးချစ်တယ်ဆိုတာကိုတောင်သူတောင်စမပြောတာငါဘာလို့ပေးရမှာလဲလို့တွေးနေကြပြီးမတွေ့ရတော့တဲ့အခါမှာအတူရှိမနေတဲ့အခါမျိုးမှာယူမတက်လောက်အောင်လွမ်းရပြီးဒီလိုချစ်ချင်းမျိုးကိုလိုချမ်းမှာအချစ်ကလွှဲရင်တကယ်ဘာမှမရှိခဲ့တာပဲမောင်ကျမကိုငေးကြည့်နေအောင်ကလွှဲရင်ဘာမှမပြောပါကျမမောင်မြဝဲနေကိုအရင်လိုအကဲမခတ်တတ်တော့ဘူးကျမမောင်ကိုမချစ်တော့လို့လားဒါမှမဟုတ်ကျမမောင်ကိုနားမလည်တော့တာလားတော့မသိဘူးအဲ့လိုပြောတော့ဘေးရရှိတယ်ဘေးမောင်ကဘေးကိုဘယ်တော့မှမချစ်ခဲ့ဘူးလို့တွေးနေပြီလားဘေးကမျက်ရည်တွေစီးကြနေကခေါင်းတွေ့တွေညှိနေခဲ့တယ်အဲ့လိုတွေးလာမိတယ်အချိန်တွေကြာလာတဲ့နဲ့အမျှမောင်ကကျမပေါ်တကယ်မချစ်ခဲ့ပဲဒီအတိုင်းကျမတယောက်တည်းချစ်ခဲ့ရတယ်လို့တွေးမိတယ်ဒီထက်ပိုကြာလာတော့ငါတို့ရဲ့ချစ်ချင်းဟာဘယ်နေရာမှာစစ်မှန်ခဲ့တယ်လဲဆိုတာကိုပါအထက်ထက်မိခွင်းထုတ်နေပြီမဟုတ်လားမောင်မြဝင်းဟာမျက်ရည်တွေဝှေ့တက်လာတယ်မောင်ဟာဘာစကားမှထပ်မပြောခဲ့ပဲကျမကိုပဲငေးကြည့်နေခဲ့တယ်ကျမမောင်မြဝင်းတွေကိုစိတ်မကြည်ရဲခဲ့တာကြောင့်ခေါင်းငုံပြီးပဲငိုနေခဲ့မိတယ်ထင်တယ်မောင်ကကျမလက်တွေကိုလှမ်းကင်လိုက်တဲ့အချိန်မှတော့အရင်လိုနှွေးထွေးမှုမရှိတော့ပါဘူးမောင်ကပဲပြောင်းလဲသွားတာလားကျမကပဲပြောင်းလဲခဲ့ခြင်းလားတခုခုပေါ့အရင်ချင်းတွေကိုလေကျမသိတ်လွမ်းခဲ့တာမောင်ကကျမကိုရင်ဝင်နဲ့ထည့်ပြီးချော့မြူခဲ့တာတွေစောင်းတဲ့ဘက်တွေအေးတဲ့အခါကျမလက်တွေကိုမောင်အနှွေးတဲ့အိတ်ကထဲဆဲထည့်ပေးတတ်တာတွေမောင်ရင်ငွေတွေက
အရန်နှွေးထွေးပြီးမောက်လက်ဖြားတွေကလည်းတိတ်ကိုကျင်နာတတ်တဲ့အငွေအသက်တွေရှိတာကျမမောက်မျက်နှာကိုမောကြည့်လိုက်တယ်ဒါပေမဲ့အခုတော့အဲ့လိုမဟုတ်တော့ဘူးမောက်ကိုမြင်ကြောက်စိတ်ကအရင်ဝင်တာဘလို့ပုံစံမျိုးနဲ့ဘလို့အနေအထားမျိုးနဲ့ငါ့ကိုနာကျင်စေတော့မလဲငါဘလို့နာကျင်ရတော့မှလဲအဲ့လိုမျိုးပဲကျမတွေးမိတော့တာကျမမောက်အနာမှာနေရမှာကြောက်တယ်တော်တော့မောင်ကတိတိငိမ့်ငိမ့်နဲ့တသိန်းဆန်ဆန်ပြောလိုက်တဲ့စကားဖြစ်တယ်မောင်ကဆက်ပြောတယ်ဒီအတိုင်းဘာမှမဟုတ်ခဲ့ကြဘူးလို့တွေးလက်ဆောင်နဲ့တွေ့ပြီးတသိန်းဆန်ဆန်ဆက်ဆံရေးတွေအနေနဲ့ပဲနေထိုင်သွားကြတာပေါ့မောင်ကချက်ချင်းပဲလက်ထပ်သွားခဲ့တယ်ကျမဆွဲထားဖို့လည်းအင်အားမရှိသလိုဆွဲလည်းမထားချင်တော့တဲ့အထိကျမတို့နှစ်ယောက်ကအဝေးကြီးဝေးကွာသွားခဲ့ပါပြီဘယ်တော့မှမချစ်ခဲ့ဘူးတဲ့လူတွေလိုပဲနေသွားကြရအောင်တကယ်ပဲကိုရရဲ့အချစ်ကမင်းနှလုံးသားတွေကိုအမာရွတ်တွေဆွဲကြံစီခဲ့တယ်ဆိုရင်တကယ်လို့ကိုကမင်းရဲ့စိတ်တွေကိုထိခိုက်နာကြအောင်တကယ်လုပ်ခဲ့တာမျိုးဆိုရင်မင်းနားမှာဆက်ရှိနေဖို့မင်းနားမှာရှင်သန်နေဖို့တောင်ကိုခွင့်ပြုနိုင်မှာမဟုတ်ဘူးဒီအတိုင်းစိတ်တက်တာနဲ့နာကျင်ရတာတွေကိုမေးပြီးပျော်ရွှင်ရှင်သန်သွားပါနှစ်ယောက်အတူတူရှိဖို့တဲ့တိဆောက်ခဲ့ကြတဲ့အချစ်တွေအမတ်တရားတွေကိုကိုတယောက်တည်းပဲနှလုံးသားထဲမှာအယိုအယွင်းမရှိအောင်ထိမ့်သိမ်းထားပါမယ်အဲ့ဒီအရာဟာကိုယ့်ရဲ့လက်ကျန်နေရတွေအတွက်တိတ်ဝန်းနေကြကောင်းမယ်ဆိုရင်တော့ကိုသိချင်ရတဲ့မင်းအတွက်မို့ကိုကျင်နေတယ်ရံမပြန်ခင်ကျမတို့မင်္ဂလာပွဲကိုအလင်းမြန်မဲ့ကျင်းပဖို့ပြင်ဆင်ခဲ့ကြရင်ပဲလက်ထပ်ဖို့နေ့ကိုမကြခင်ရောက်လာခဲ့တယ်တစ်ချိန်တော့အချစ်ရင်းရနဲ့ပတ်သက်ရင်ဆုံးရှုံးခဲ့ရတာသိများတော့ရုပ်ရှင်တွေတဲအားလို့ပျော်ရွှင်စွာပေါင်းဆက်ကြပါသည်ဆိုပြီးစာရန်ထိုးပြီးဆုံးလိုက်တဲ့လက်ထပ်ပွဲဟာပျော်ရွှင်စွာအဆုံးသတ်လို့ထင်ခဲ့မှုတယ်ပြီးတော့ထက်ဆုံးရှုံးစရာမရှိတော့ဘူးလို့လည်းတွေးမှုတယ်ဒါပေမဲ့တပွားလုံးစာအတူရှိခြင်းပြီးစွန့်ပစ်ခဲ့မှာတွေပြစ်ပယ်ခံရမှာတွေကိုတွေးပြီးတွေးနေစရာမလိုတော့ပဲတယောက်ကိုတယောက်အခက်အခဲတွေရှိတဲ့အခါဘယ်လိုဖိတ်ကူပြီးဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာကိုပဲတွေးဖို့လိုအပ်လာတဲ့တစုံတယောက်ရလာတဲ့အခါလက်ထပ်ပွဲနေ့ဟာအရာအလုံးအစဖြစ်တယ်သူ့ကိုပြုံအောင်ထားဖို့အိမ်နောက်တာဝန်တွေကြေပွင့်ဖို့ဖိတ်ကူဖို့နှစ်သိမ့်ဖို့လက်ထပ်ပွဲကိုကြောက်ရောက်လာတဲ့လူတွေအလုံးရဲ့အရှိမဂတိကဝတ်ပြည်ုံသားမကနှလုံးသားနဲ့ရှင်ပြီးသူ့ကိုဂတိပေးအပ်ရမယ်လို့ကျမတွေးနေမိတယ်။ရန်ဟာပြောဖို့တယ်တယောက်ကိုတယောက်ဘလောက်ချစ်လဲဆိုတာထက်တယောက်ကိုတယောက်ဘလောက်တန်မိုးထားပြီးဘဝထဲကိုဆွဲခေါ်ခြင်းလဲအလေးပေးမျက်နှိုးခြင်းလဲဆိုတာပိုအရေးကြီးပါတယ်တဲ့။ဒီအရာတွေနဲ့မကကျမတို့ကြားမှာအချင်းမြတ်တာလည်းရှိနေခဲ့ပါတယ်။ကျမမင်္ဂလာဝတ်ဆောင်အစမ်းဝတ်ကြည့်နေတဲ့ခန်းစီကာကိုဖွင့်လှစ်လိုက်တဲ့အချိန်ရန်လည်းဝတ်ဆောင်အပြည့်နဲ့ကျမကိုစတွေ့တော့အထက်ပိုတဲ့ချစ်ချင်းမြတ်တာတွေနှွေးထွေးမှုတွေရှိတဲ့မျက်ဝန်းတွေနဲ့ကြည်နေခဲ့ပါတယ်။ရန်ကိုကျမပြုံးရည်ပြတော့ရန်ကလည်းကျမကိုလှည့်လဲစွာပြုံးရည်ပြတယ်။ဒါဟာအဖြေပါပဲ။ချစ်ချင်းမြတ်တာတို့ရဲ့အဖြေပေါ့။လက်ထပ်ပွဲပြီးတာနဲ့3 ရက်လောက်ကြာရင်သွားကြဖို့စီစဉ်ရင်ကျမတို့အလုပ်တွေများနေခဲ့ကြတယ်။လက်ထပ်ပွဲနေ့ကခက်မြက်မြက်ပဲရောက်လာခဲ့တာ။ပန်းဖြူတွေကော်စောအဖြူတွေပြည့်နေတဲ့ခမ်းမထမ်းမှာချင်းရတဲ့သူစီကိုလူအများရှိမှရှောင်းလန်းရတဲ့တလန်းချင်းစီတိုင်းကဘဝရဲ့အားတွေဖြစ်ပါစေချစ်သူအပေါ်တပွားလုံးနှွေးထွေးကျင်နာနိုင်ပါစေငိုရမယ့်ရက်တွေရှိတယ်ဆိုရင်တောင်ပျောက်ရမယ့်ရက်တွေတော့များပါစေစင်ရရဲ့ချမ်းသာတာသူပြုံးရတိုင်းသူငိုကြည့်တိုင်းကျမသူ့နားမှာပဲရှိနေနိုင်ပါစေကျမရိုင်ယန်နဲ့အတူတူကနေဒါကိုလိုက်သွားခဲ့ပြီးချစ်သူတက်တန်းတနေ့အကြာမှလက်ထပ်ပွဲကိုစီစဉ်ဖြစ်ကြတယ်လက်ထပ်ပွဲကိုကနေဒါမှာတပွဲကျမစံတီးဖြစ်တဲ့မန္တလေးမှာတပွဲလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်မန္တလေးကိုရောက်ချင်းမင်္ဂလာပွဲအတွက်ပြင်ဆင်တယ်လက်ထပ်ဖိတ်စာတွေတငယ်ချင်းတွေစီလင်းလင်းမြမြဝင်ရင်မောင်စီကိုလည်းလက်ထပ်ဖိတ်စာကိုယ်တိုင်သွားဖိတ်ခဲ့တယ်လက်ထပ်ပွဲဟာတငယ်ချင်းများနဲ့အရန်မခန္ဓာအရန်မသိငယ်ပေမဲ့နွေးနွေးထွေးထွေးလေးပြီးဆုံးသွားခဲ့တယ်မောင်ဟာရောက်မလားနောက်ဆုံးစကားတောင်မောင်ဟာမတီးပါလားလို့ကျမတွေးမိတယ်လက်ထပ်ပွဲပြီးတဲ့အခါကျမတို့ခီးရိုလေးတစ်ခုသွားဖို့စီစဉ်ထားတာကြောင့်လက်ထပ်ပွဲပြီးချင်းပဲမိဘတွေနဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးထောက်ခါဖို့ပြင်ကြတယ်အဲ့ဒီအချိန်မှာတစ်ဆက်ကဖုန်းတစ်လုံးကိုဖြည့်ပြီးမျက်စိမျက်နှာပြက်နဲ့ကျမကိုစိုက်ကြည့်နေတာကြောင့်ကျမလည်းအကြောင်းရင်းမေးလိုက်တယ်သူပြောတဲ့စကားကိုကြားရတဲ့အခါကျမကဘာဟာငြိမ်သက်နေစားပင်လယ်ပြင်တစ်ခုကိုမုန်တိုင်းဝင်လိုက်တယ်လို့မျိုးမိုးတွေတဲချလိုက်တယ်လို့ပုံစံမျိုးနဲ့ကျမပြေးသွားဖို့စဉ်းစားလိုက်တဲ့အချိန်မှာရန်ကကျမလက်ကိုဆွဲလိုက်တယ်ကိုလိုက်ဖို့ပဲတူ
တူတူသွားကြမယ်။ရန်ကကားကိုတက်နိုင်သလောက်အမြန်မောင်းရင်ကျမတို့ခဏအကြာမှပဲရောက်သွားခဲ့တယ်။ဆေးရုံကိုရောက်တဲ့အခါမှာကျမတိတ်ကိုထွေးပြားနေတဲ့အချိန်မို့ရန်ကပဲမင်းမြန်းစရာရှိတာအကုန်မင်းမြန်းလိုက်ပြီးအခန်းရှိရာစီကိုသွားခဲ့တယ်။ကျမစိတ်ထဲဝမ်းနည်းမှုအပြင်အပြည့်တန်ဆွရှုံးမှုတွေရောချင်နေတယ်။ဆေးရုံအခန်းတကာဖွင့်လိုက်တဲ့အချိန်မှာကရင်ပေါ်မှာအရေးပေါ်ဆက်တွေတက်ဆင်ထားရင်တတိမိနေတဲ့မောင်ကိုမြင်လိုက်ရတဲ့အချိန်မှာကျမချက်ချင်းထိုင်လေသားလဲချလိုက်မိသွားတယ်။တပွားလုံးတူတူမရှိနိုင်တော့ဘူးဆိုရင်တော့မူကောင်းကင်တစ်ခုထဲမှာအတူတူရှိနေသေးတယ်ဆိုတဲ့နောက်ဆုံးစိတ်လေးတစ်ခုထဲနဲ့အာတင်ခဲ့သမျှကိုကန်တရားကအဆုံးအထိဖြိုချပြရမှာလား။ရန်ကကျမနားမှာရှိနေပြီးကျမကိုဆွဲထုတ်ပေးရင်မောင်နာကိုဖြင်းချင်းစွာခေါ်သွားခဲ့တယ်။မောင်ကိုဒီပုံစံမျိုးနဲ့တခါမှမမြင်ဘူးခဲ့သလိုမြင်ရမယ်လို့စိတ်ကူးတဲ့တောင်တခါမှပေါ်မလာခဲ့ဘူးတဲ့အတွက်ကျမအလွယ်အကျူးကိုမျက်ရည်တွေစီးကျလာတယ်။မောင်မြဝင်တွေဟာအရင်လိုကျမကိုဆက်ကြည့်မနေခဲ့။ဘေးဒီပစ္စည်းတွေကရင်တိုက်မှုဖြစ်တဲ့အချိန်မှာမူပိုင်နဲ့တူတူတွေ့ခဲ့တာတဲ့။ရန်ကမောင်အင်ဂျီနဲ့ဘူးလေးတပုတ်ကိုကျမကိုလှမ်းပေးတယ်။မောင်ဟာကျမစီကိုလာရင်မင်္ဂလာပွဲကိုလာရင်ရင်တိုက်မှုဖြစ်ခဲ့တယ်။မောင်အင်ဂျီမှာသွေးတွေဆင်းထင်းနေခဲ့တယ်။အတူပါလာတဲ့အထုပ်လေးမှာလည်းမောင်သွေးတွေဆင်းနေခဲ့တော့မယ်။အထုပ်လေးကိုဖြည့်ကြည့်တဲ့အချိန်မှာလက်စစ်လေးနှစ်ကွင်းကိုတွေ့လိုက်ရတယ်။မောင်ဟာဒီပစ္စည်းလေးကိုကျမတို့မင်္ဂလာလက်ပွဲဖြစ်ပေးဖို့ရည်ရွယ်ခဲ့တာထင်တယ်။ဒီလက်စစ်လေးကျမမှတ်မှတ်ရရှိနေတော့မယ်။လွန်ခဲ့တဲ့10နှစ်မောင်ကျမကိုလက်ဆောင်ပေးခဲ့တော့ဟာဆဲကျုပ်ကစိန်ပွင့်လေးအဲ့ဒီနေရာမောင်ကတစ်ချိန်ကြာဒီစိန်ပွင့်လေးအကြောင်းသိလိုက်မယ်ဆိုပြီးပြောခဲ့တာ။ဒီဆဲကျုပ်လေးကိုကျမတို့ပြန်တွေ့ကြတဲ့နေ့ကကျမမောင်ကိုပြန်ပေးခဲ့တာ။ဒီဆဲကျုပ်လေးဝတ်ထားတဲ့မောင်ကသူ့ကိုချစ်နေစေဖြစ်မှာလို့ပြောခဲ့တာ။ဒီစိန်ပွင့်အသေးပုံလေးကိုမောင်ကအစကတည်းကတစ်ချိန်ကြာရင်လက်ထက်လက်ဆွဲအဖြစ်တန်းဖို့စိတ်ကူးရှိခဲ့တဲ့ပုံပါပဲ။အခုကျမအခြားတစ်ယောက်ကိုရွေးချယ်သွားတော့လဲမောင်ကအခြားတစ်ယောက်နဲ့အတူတူဝတ်ဆင်ဖို့အထိပဲရည်ရွယ်လုပ်ထားပေးပြန်ရော။အရာအလုံးကနောက်ကျသွားခဲ့ပြီးနောက်အဆဆအရာရာဟာကြာကွဲသွားတဲ့အိမ်မက်မီးအိမ်လေးလိုပါပဲ။ဘာတစ်ခုမှပြန်ဖမ်းဆုံမရတဲ့အခြေအနေတွေကျမမောင်မျက်နှာလေးကိုလက်နဲ့ထိကန်လိုက်တဲ့အခါမောင်မျက်တောင်လေးတွေဟာဖြောတော့စွာပုတ်ခတ်လာတယ်။တင်းဆက်နဲ့တခြားတငယ်ချင်းတွေဟာလည်းရောက်လာခဲ့တယ်။သူတို့အားလုံးဟာမျက်စိမျက်နှာပြက်ပြီးခေါင်းခါပြကြတယ်။မောင်ဘေးလာပြီလေ။မောင်ကသူ့လက်ကလေးကိုအားပြောစွာကန်ရင်ကျမလက်ကိုဆွတ်ကန်ဖို့ကြိုးစားခဲ့တယ်။ကျမမောင်လက်ကိုဆွဲကန်ပြီးကျမပါပြင်းနဲ့ကလိုက်တော့မောင်ကကျမမျက်ရည်တွေကိုတုပ်ပေးလိုက်တယ်။မငိုပါနဲ့။မောင်အတန်ဟာတဲတဲကွယ်ကွယ်ကြားဖို့တောင်မနေနားထောင်ခဲ့ရတယ်။ချစ်တယ်။မောင်ကထပ်ပြောတယ်။ကျမဘာမှမပြောနိုင်ပဲမျက်ရည်တွေကြားကမောင်ကိုခေါင်းတွတ်တွတ်ညှိပြရင်သိပါတယ်မောင်ရဲ့စကားတွေအများကြီးမပြောပါနဲ့အားကုန်နေမယ်ဘေးသိပါတယ်မဟုတ်ဘူးမင်းမသိပါဘူးမောင်ဘေးကိုအရန်ချစ်ပါတယ်တပွားလုံးစာအတွက်စူးနစ်နေရလောက်အောင်ချစ်ပါတယ်မောင်ကလက်စစ်ဘူးလေးကိုကင်ပြီးကျမကိုပေးတယ်တကယ်ဆိုမောင်ကဆွတ်ပေးဖို့ကြံစီခဲ့တာပါဒါပေမဲ့ကျမလက်သက်ကျဲမှာတခြားလက်စစ်လေးကနေရာယူထားပြီးဆိုတော့မောင်ကခောက်သိမ်လိုက်ပြီးပေးတယ်တိတ်ထားလိုက်ပါမောင်ကိုအရင်သတိမရပါနဲ့ဘာမှမဖြစ်ဘူးကောင်းတော့မှာပါစကားတွေအများကြီးမပြောပါနဲ့ဆိုနေကျမငိုရင်အော်ဟစ်မိလိုက်တော့မောင်ကကျမပါပြင်ဘောကမျက်ရည်တွေကိုပဲဖြော့တော့စွာပြုံးရင်ပွတ်တက်ပေးတယ်ကောင်းကောင်းမွန်မွန်နဲ့ပျော်ပျော်ရွှင်ရွှင်ရှင်းတမ်းမှာမောင်အတွက်ပဲဖြစ်ပေါ့ကျမပါပြင်တွေကိုထိကင်နေတဲ့မောင်လက်တွေကပြေလျော့သွားခဲ့တယ်တိတိတီမိလာတဲ့စိတ်ယုံဆက်အတန်တွေနဲ့တကွာကျမကိုချစ်မြတ်လို့တဲ့ကျမကချစ်မြတ်လို့ရတဲ့နှလုံးသားတစ်စုံရဲ့ခုံနှုံးတွေဟာတဖြည်းဖြည်းရက်တန့်သွားခဲ့တယ်ဆယ်တန်းအောင်စင်းတွေထက်မဲ့ညာကျောင်းမှာမောင်နဲ့ကျမညာလုံးပေါင်ဆောင်ရင်ကျဲတွေကိုကြည့်မိကြသေးတယ်ကကျမကိုယုံလားကျမအမေတော့မောင်ကဘာကိုပြောတာလဲလူတွေကြောင့်ကကျမကိုပြောတာလေတခါမှမတွေးဘူးလို့မောင်ကပြန်ဖြေတယ်ငါတော့ကကျမကိုယုံတယ်အတူတူရှိနေကြမဲ့ကံကိုလည်းယုံတယ်အဲ့ဒီစကားပြောနေချိန်မှာကောင်းကင်မှာကြဲတလုံးကြွေကြတယ်ကြဲကြွေပြီးဆူတောင်းလိုက်ကျမအဲ့လိုပြောတော့မောင်ကပြက်တလဲနဲ့မျက်လုံးမိတ်ပြီးဆူတောင်းလိုက်တယ်ဘာဆူတောင်းလိုက်တယ်လဲကျမအမေတော့မောင်ကငါတို့ကြားမှာကံကြမ္မားဆိုတာရှိပါစေလို့ပေါ့မောင်ရင်လူတွေကိုအတူရှိနေစေနိုင်တာကံကြမ္မားဆိုရင်
လူတွေကိုဝေးခွာသွားစေနိုင်တာကလည်းကံကြမ္မာပဲထင်ပါတယ်။